အလွမ်းဆိုတဲ့ဇတ်တော်ကြီးကိုစကြစို့ဘုခုနှစ်ဆင်အမြင့်မှာတင်ထားလို့မိဘအရေးခိုးလုံးပြီးတော့ပျော်ပါခဲ့ရတဲ့တထေသားဆိုတော့လောကီစီးပွားဘက်ကတော့မလိုတော့ပါဘူးပြောရောက်ပါပါကြီးပေါ့ကံကြီးတော့ကောင်းပြီတရားနာပြိတ္တကြီးအဲ့ဒီကဲဆိုမိဘမြောက်စားတဲ့မိဘအရေးခိုးလုံပြီးတော့နေရတဲ့တထေသားပျော်ပျော်ပါပါကြီးနေလာခဲ့အစေကံအချွေရအနေနဲ့လောကီစည်းစိမ်တော့မျက်နှာပန်းလှပါရဲ့လောကုတ္တရာဘက်ကြတော့အသားမတက်ဘူးတထေသားဆိုပြီးခြေပြားလေးထောက်လို့နှထင်သွေးရောက်ပြီးတော့နေခဲ့မိဘကိုတော့ယူသေးပါရဲ့မိဘမယူသေးရင်လည်းဒီစည်းစိမ်ကြီးဘယ်နဲ့ဖြောင်းဖြောင်းခံစားနိုင်မလို့ငါမိဘကတထေမို့ငါကြီးကဲလို့ခံစားရတယ်မွေးတဲ့ကျေးဇူးသိချင်မှသိမိဘမြောက်စားလို့ဒီစည်းစိမ်တွေခံစားရလို့ဒီကျေးဇူးလောက်တော့သူပေါ်လွင်တာပေါ့မွေးတဲ့ကျေးဇူးသိဖို့ကအလွန်လိုတာဒီမွေးတဲ့ကျေးဇူးသိဖို့လိုအပ်တဲ့နေရာမှာဘယ်လိုလူမှသိတယ်လဲအခုလိုတရားတော်တွေနာပြီးဗုဒ္ဓအဆုံးအမကိုလိုက်နာမှပစ္စည်းနဲ့ချီးမြှောက်တဲ့ကျေးဇူးထက်မွေးတဲ့ကျေးဇူးကိုပို့ပြီးတော့သိလာတယ်အခုတော့ပစ္စည်းနဲ့မြောက်စားတဲ့ကျေးဇူးကိုပဲလေရင်သူသိနားလည်ပြီးတော့လာခဲ့ဖခင်เจ้าတော်လည်းတစ်ခေါက်မှမရောက်ဘူးဖခင်ရှင်မျက်နှာတော်ကြီးကိုလည်းသူတစ်ခါမှဖူးတဲ့ပြိဿဖခင်တရားတော်နာဖို့ဆိုတာဝေးလို့အဲ့ဒီလိုတထေသားလေးမိမအရေးခိုလုံပြီးတော့လာခဲ့ဒီကနေ့တော့တရားနာပြိဿကြီးသာဝဋ္ဌိတစ်မျိုးလုံးအုံအုံကြွကြွနဲ့တရားနာထွက်ကြဒီလိုတရားနာထွက်ကြတဲ့အခက်အတန့်သူကလည်းလေသာပတင်းလေးဖွင့်ကြည့်တဲ့အခါဟာနေပါပဲလားလူတွေဟမလေးများလိုက်တဲ့လူလူပရိသတ်ကြီးသူတို့ဘယ်သွားကြမှာပါလိမ့်မတော့ဒီလူတွေအကြောင်းမရှိဘဲတော့မသွားကြပဲဘူးအကြောင်းတစ်ခုခုတော့ရှိရမှာပဲငါမေးကြည့်မှတော်တော့မှာပဲပြောမိတ်ဆွေတို့ဟေးတထေသားလေးဘာတော့กว่าတိုက်ပေါ်ကနေပြီးတော့ခမည်းတော်ပဲသွားရမှာလေဗျဩအတော်ခက်တဲ့ကောင်ကိုတထေသားလှုပ်ပြီးဒီလေဖယားကြောင့်မရောက်ဘူးတော့လည်းမေးပြီပဲပေါ့တထေသားဖြစ်ပြီးဖယားကြောင့်မရောက်ဘူးလို့ဝန်နေရကြီးဟေးနေပါဦးကွာမင်းညတိုင်းဒီလိုဖယားကြောင့်တော့သွားတာမင်းမသိဘူးလားတို့တာဝဋ္ဌိမြို့သူမြို့သားတွေဟာလေနေပိုင်းလောကီစည်းဝါးကိုရှာကြပြီးညပိုင်းကျတော့ပျော်ပွဲရွှင်ပွဲတွေမျက်နှာလွှဲလို့ဖယားကြောင့်တော်မှာသွားပြီးတော့တရားနာကြသည်မင်းမသိဘူးလားကွာဟုတ်ကဲ့ခင်ဗျာမသိဘူးပြောလဲကျွန်တော်ခံရတော့မှာပဲဒီကနေ့တောင်တကားဖွင့်ကြည့်လို့ကျွန်တော်သိမိတယ်ခင်ဗျာဒါဘယ်လိုသွားမှတော့မသိဘူးလေဒါကြောင့်ကျွန်တော်မေးနေရရဲ့အေးတရားနာသွားကြမယ်ကွာဒေသကြီးမှတ်နော်တောင်ငူမျိုးသူမျိုးသားတွေအတွက်ကျုပ်အားရလုံးလို့ဖယားလက်ထက်ကတာဝဋ္ဌိရာဇကျူအစရှိတဲ့မြို့ကြီးတွေမှာလေနေ့ပိုင်းလောကီစီးပွားရှာပြီးညပိုင်းလောကုတ္တရာစီးပွားရှာပြီးတရားနာကြတဲ့ဗျအခုဟောဒီတောင်ငူမြို့တော်ကြီးကလည်းပဲညပိုင်းလောကုတ္တရာစီးပွားရှာသူတွေပေါ်လာပါပြီအားရစရာကောင်းလုံးဖယားလက်ထက်ကမြို့သူမြို့သားတွေနဲ့ကျုပ်ကပုံစံထားလိုက်ရဟဲ့တရားနာသွားမလို့ကွာနေပါဦးခင်ဗျာကျွန်တော်မေးစမ်းမရစီတရားနာတယ်ဆိုတာဘယ်လိုအရသာရှိသလဲခင်ဗျာအေးအဲ့ဒါခက်တာပဲကွာဟေးတရားနာတဲ့အရသာကပြောပြလို့မဖြစ်ဘူးကွာ
မဟုတ်သေးပါဘူးခင်ဗျာတရားနာတဲ့အရာသာပြောပြရင်ဖြစ်ရမှာပေါ့အေးလေတရားနာတဲ့အရာသာပြောပြလို့ဖြစ်တော့ဖြစ်တာပေါ့ကွာမင်းကတရားမနာဘူးတဲ့ကောင်ဆိုတော့တို့ပြောပြလို့ကမင်းယုံမလားဟာအဲ့ဒါလည်းဟုတ်တာပဲဗျတရားကိုယ်တိုင်နာကြည့်ရင်သိလိမ့်မှာကွာနေစမ်းမအောင်များကိုယ်တိုင်နာကြည့်သိရအောင်ခင်ဗျားတို့တွေ့တဲ့အရာသာလေးများရှိရင်ကြုတ်ပြောပြပါလားဗျဘယ်လိုအရာသာရှိလို့ဘယ်လိုလိုက်ပြီးတော့နာကျင်စိတ်ပေါက်အောင်ဆိုတာကြီးခင်ဗျားတို့မပြောနိုင်ဘူးလားပြောတော့ပြောနိုင်တာပေါ့ကွာမနာဘူးတဲ့လူပြောပြလို့အတော်ခက်တယ်လို့ဆိုမှမင်းလိုက်ကြည့်ကွာကိုယ်တိုင်နာကြည့်ဟိုကြသိလိမ့်မှာပေါ့ဟုတ်ကဲ့ကျွန်တော်လိုက်မယ်ခင်ဗျာအရာသာမရှိလဲတော့ဒီလူတွေကတော့ထီအောင်မသွားကြပါဘူးနဲ့တိုက်ပေါ်ကတအားဆင်းပြေးလာပြီးအမိတ်ရှိရောက်တော့ဒူးကလေးတုပ်လက်အုပ်ကလေးချီမမေဟဲ့ဘာလူလေးပါလို့ကျွန်တော်ဟဲ့အကြောင်းကိုသွားပြီးတရားနာကြလို့ဟိုလူတွေနဲ့တရားနာလိုက်မလို့အမေပြုံးတာရုတော်တာရုဘယ်လုံးမှမကြားရတဲ့စကားအမေဝမ်းတာလိုက်ပါပြီတန်းကြီးများသမားများမှတ်ထားသားသမီးကတရားနာသွားမယ်ဆိုတော့မိဘပြုံးဟဲ့မင်းတို့မိဘတွေလည်းဒီတိုင်းပဲကွာတောင်မျိုးကငန်းကြီးများနှမများမင်းတို့တရားပွဲလိုက်တာမင်းတို့အဖေမေတွေဝန်တာနေတယ်ဟဲ့မင်းတို့မိဘတွေစိတ်ချမ်းသာနေတယ်ဟဲ့မင်းတို့ကမိဘစိတ်ချမ်းသာလောက်အောင်တရားပွဲရောက်တဲ့အချိန်ခါမှာကွာတယောက်ကမှစူခြင်းပူခြင်းနောက်ချင်းပြောင်ခြင်းမတွေ့ရတော့ငါဝမ်းမြောက်လို့ညတိုင်းထည့်ပြောနေတယ်ဟဲ့ကြည့်ကွယ်ဟိုမှာတရားနာသွားမယ်ဆိုတော့အမေပြုံးတယ်ဒါကြောင့်ငန်းကြီးများနှမများလဲတရားနာတဲ့ဝါဒနာလေးတစများလာပါစေလို့ဘုန်းကြီးတို့တိုက်တွန်းပါတယ်ဆုလဲတောင်းတယ်တရားနာသွားမယ်ဆိုတော့အမေပြုံးမိမယ်လို့ပတ်စံမရှိတော့မြရုပ်ရှင်ကြည့်ခြင်းလို့ငါးချက်လောက်ပေးပါဆိုမင်းတို့မိဘမဲ့ရှာမှာပဲကွမဲ့ယုံမကဘူးတချို့ကြတော့ဘယ်လေးကိုအိမ်ဆာမရှိတာမသိဘယ်ရုပ်ရှင်ကြည့်ဒီလိုဖြစ်အောင်မှာကွဒါကြောင့်ငါကြီးများနှမများမင်းတို့မိဘတွေပြုံးနေကြပေလိမ့်မယ်ကြည့်ဟဲ့အမေကပြုံးတာရုတော်တာရုခေါ်ရုံမကဘူးဟဲ့လူလေးတရားပွဲလိုက်သွားရင်လေအမေမှားလိုက်မယ်နော်ဖယားရှိတရားနာတဲ့ပြိဿဆိုတာသိမ်မွေ့တယ်သားရဲ့နှုတ်ညံ့တယ်သားရဲ့ယဉ်ကျေးတယ်သားရဲ့အိန္ဒိယသိက္ခာရှိတယ်သားရဲ့ဒီလိုသိမ်မွေ့နှုတ်ညံ့အိန္ဒိယသိက္ခာရှိတဲ့တရားနာပြိဿကြီးတဲ့ငါသားပါသွားရင်လေငါသားကတခါမှဖယားကြုံလိုက်ပြီးတရားမနာဘူးတော့တထေသာဆိုပြီးသားရဲ့နှထင်သွေးကြောင့်မြောင်းနဲ့ခြေပြားလေးထောက်ပြီးတော့လူမြင်မကောင်းအောင်ညမနေခဲ့နဲ့နော်လူတွေမျက်စိနောက်အောင်များမလုပ်ခဲနဲ့နော်ပြီးတော့သူများတွေကတရားနာနေတယ်ငါသားကသူများကြားမဖြစ်အောင်တရားအာယုံပြည့်အောင်စကားတွေများမပြောခဲ့နဲ့နော်ငါသားကစကားပြောနေမယ်ဆိုရင်ငါသားစကားပြောတဲ့အတန်ကိုကြားရင်တရားနာပြိတ္တကြီးအာယုံပြည့်တယ်ငါသားကအနေထိုင်မကောင်းဘူးဆိုလို့ရှိရင်လေလူလေးရဲ့အဲ့ဒါလေဟိုဘသူသားတို့အမလေးတထေးကြီးတထေးကတော်ကြီးရဲ့သားဆိုရင်သားသမီးမကုန်းတော့မိဘကောင်းအမေတို့ပေါ်လာမသားရဲ့ဒါကြောင့်သားရဲ့သူများမျက်စိနောက်အောင်လည်းမနေခဲ့ပါနဲ့သူများနာကြားရင်ကအောင်လည်းပဲငါသားစကားတွေခွာလောက်မပြောခဲ့ပါနဲ့လိမ္မာတရားနာခဲ့ပါသားရဲ့လို့မှာတော့ဟုတ်ကဲ့မမေကျွန်တော်နားထောင်ပါမယ်ခင်ဗျာအမေရှိခိုးပြီးတော့တရားပွဲလိုက်သွားရောတရားပွဲရောက်တော့သူများတွေကဒူးတုတ်ထိုင်သူကတယောက်ထဲပရိသတ်အစွန်ကခါထောက်မတ်တရကြီးနောက်သူရှိကပရိသတ်သူအကဲခတ်လက်အုပ်ချီဒူးတုတ်အကုန်လုံးညင်လို့ပါဟာနေပါဘူးငါတယောက်ထဲမတ်တကြီးစုံပြူးနေဒီပေါင်းလေးလူကြီးမကောင်းကျိုးသေးတဲ့ဂါရဝတွေပါရင်နားလည်သေးတာမဟုတ်ဘူးဘုရားကြောင့်တရားမနာဘူးတော့လူကြီးမကောင်းပါဘူးမဖြစ်ဘူးငါလည်းထိုင်မှနောက်ပြီးဆုံးကထိုင်နောက်ဘုရားကိုယ်တော်မြတ်ကြီးတရားပလင်မော်တရင်သုံးပြီးတရားဟောမလို့ရှ
ရှိနေစဉ်အခါမှာရွှေမျက်နှာတော်ကြီးမျက်တောင်မခတ်ပဲလှမ်းကြည့်လိုက်တော့ဟာတိတ်လှပါလားဘုရားလှတာကစချင်းမဟေးလှလိုက်တဲ့မျက်နှာကြီးပါလားတရားမနာဘူးလို့သတ်ပြောတာဘူးလှတာပဲပြောတာတရားနာဘူးလူနဲ့မနာဘူးလူဒါကွာလေဟဲ့တချို့ယဟန္တာမြင်တယ်ဟာယဟန္တာကြီးတပ်ပေတာဟာမဟုတ်ဘူးမမြင်ဘူးတဲ့လူကြတော့ဟာယဟန္တာကြီးချောတာအသုံးတော့မသိဘူးဒါတွေ့ကြုံနေတာယန္တာသုံးပါးနဲ့ဝေးကွာတဲ့လူဟာဒီအတိုင်းယန္တာသုံးပါးနဲ့ဝေးကွာရင်မှားတတ်တယ်ပြိဿကျောင်းအမသမီးပင်ဖြစ်တော်လဲပဲကျောင်းကိုအရောက်နဲလို့ဘုန်းကြီးတွေနဲ့စကားမပြောတတ်ရင်မှားတတ်တာပဲညုံလာကျောင်းအမသမီးလေဘုန်းကြီးကျောင်းသွားဆုံးဖို့ပြီးဦးစင်းနေရှောက်ပြခဲ့တယ်။ကိုင်ကိုတော်လည်းနေရရောတပည့်တော်မှလည်းကြွားတယ်။ကောင်းသေးလားဘုန်းကြီးတွေကနေရတယ်သူကကြွားမှာ။ဘယ်ထိအောင်များမာကလာကြွားမှာမသိပါဘူး။ဒီတော့ဦးစင်းတွေကကျောင်းအမကြီးတိုင်တာပေါ့ဒကမာကြီးကျောင်းအမသမီးဖြစ်ပြီးတော့ဒကမာကြီးသမီးကဒီလိုပြောသွားတယ်။ကိုတော်လည်းနေရောတပည့်တော်မှလည်းကြွားရောမလို့ပြောသွားတယ်။မိုက်ပါဗျာဒီကောင်မလေးမိန်တော်မူလိုက်မှခင်ဒီတိုင်းကြီးမှန်းတာရှိတယ်မှားခြင်းအမေကဆက်မှားဒီတော့ဟောတိုင်တာပေါ့ကျောင်းတကာကြီးကိုတကာကြီးခမရသမီးကဒီလိုပြောတယ်ခမရမိန်းမကြီးကဒီလိုပြောတယ်အဲ့တော့ကျောင်းတကာကြီးကဘာပြောလို့ဒါတော့မိုက်တဲ့သားမိဖရားတဲ့နောက်ဒီကျောင်းဝင်းနဲ့ခြေတော်ရတောင်ချပါသူ့ရပို့ဆိုးသွားဒါကြောင့်မှားတာရှိရင်မှားတတ်တယ်နော်သတိထားကြဒါကြည့်တရားနာပြေးတတ်ရင်အခုဖယားလှတဲ့ဗျတပ်ပေတွေဘာတွေပြောတတ်ဘူးမနီးစပ်တော့ဟေးလှလိုက်တဲ့မျက်နှာကြီးနောက်ရွှေအလုတ်ကထုတ်ပြီးတော့ဟောတဲ့တရားကကြားလိုက်ပြန်တော့လေအေးရုပ်လှရုံနဲ့မကအတန်ကလည်းတဲ့ကောင်းပါလားတန်တော်ဒီလူတွေဒီကြောင့်တော်ကြီးလာပြီးတော့တရားနာနေကြတာဒီအကောင်းနဲ့အတန်လေးကြားခြင်းလို့ဒီလှတဲ့မျက်နှာကြီးမြင်ရင်လို့လာနေကြတာနဲ့တူရဲ့ဘာမှမသိသေးခင်သူတွေးကြရတယ်တောင်သွင်းမြောက်သွင်းကုန်တွေးငါလည်းကြည့်လို့အားမရလှအရန်လှနေတာကိုဘုရားတောင်အရန်လှဘုရားကဘုသူ့သွားရမ်းတဲ့အတိုင်းမှန်နော်သူပြောတဲ့အတိုင်းမှာပဲလေလှတဲ့နေရာမှာရူပဝိလာသကရူပအစေနယသာယုဒ္ဓဝန္ဒေသရဂုဏောပေတံတေနမတုလာယူပဝါညတို့ရှေ့ခိုးကြဘာသူနဲ့မှတုလို့ရှင်လို့မရအောင်လှပတပ်ပေတော်မူတဲ့မြတ်စွာဘုရားဗျာမှတ်ထားကြကြည့်ခုတရားနာပိဿလှတဲ့မျက်နှာကြီးကြည်ယုံနေအားမရလို့အတန်တော်ကြားလိုက်ပြန်တော့လေအိုးတာရပါပြီနာပြောဝယ်ရှိပါပြီငါဒီနာကအားမရဘူးတဲ့ဘေးနာကနေအနန္တရောက်အောင်သွားမဟဲလို့ပိဋကကြီးလှည့်ပတ်ပြီးတော့သူသွားလိုက်လှည့်ပတ်သွားလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်များနဲ့မျက်စောင်းတိုးလေးအနန္တကပ်ပြီးတော့ကြည့်မျက်တောင်ခတ်ဖို့ဒီထဲဘုရားရှင်မျက်နှာတော်ကြီးကြည့်လိုက်တော့လေစက္ခုံတရေချဘုရားကိုယ်တော်များကလည်းဘယ်ကမှမကြည့်ဘုရားရှိတရားနာနေတဲ့ပိဋကကြီးကြည်လိုက်ပြန်တော့လေဘုရားကိုယ်တော်မြတ်ရွှေမြတ်တော်ကြီးမြတ်တော်မခတ်ဖဲနဲ့အာရအောင်ဖူးငြိမ်လို့အသက်ရှူတော့မကြတချို့ကလည်းဘုရားရွှေမြတ်တော်ကြီးဖူးလိုက်မျက်ခွန်လေးတွေဖုံးထားလိုက်အိန္ဒြေရှိနဲ့အသက်ရှူတော့မကြရတော့အောင်ငြိမ်ပြီးတော့နေတာကိုတွေ့ရပါဖြင့်ဟာတရားနာတဲ့အရာကဆိုတော့ဒါကိုသိစားပြောလားကြည်စမ်းသူတို့ငြိမ်တယ်လို့ငါလည်းငြိမ်နေပြီသူတို့အေးတယ်လို့ငါလည်းအေးနေပြီငါအစ္ဆဒတဏ္ဍမအိမ်လုံးကတော့ထေသားဆိုပြီးတော့မမေဒီကနေ့စရတဲ့အစာအာဟာရကျွန်တော်မကြိုက်ဘူးနဲ့ခင်ကတစ်မျိုးပြောင်းချစ်ပါဒီအဝတ်စားကလည်းဖောင်းနှောင်းသွားပြီးနောက်ထပ်အသစ်ဝယ်ပေးပါနဲ့အိမ်မှာတော့ကလောဘကြီးဘယ်လိုဝေးပါလားအခုတရားနာနေတဲ့ချိန်ခါမှာငါအစ္ဆဒတဏ္ဍဒီလောဘတွေမရှိတော့ဘူး
တထေသာဆိုတော့လည်းဒီကကြစ်ကြစ်ပါအောင်ဆိုအစေကလေးသမားမကြရင်ဒေါသကြီးနဲ့မှန်လုတ်ပြီးတော့နေတဲ့အဲ့ဒီဒေါသတွေအဲ့ဒီမာနတွေလည်းယခုမရှိတော့ပါလားအေးလိုက်ထားငါဣဇဒတနာအင်မတန်အေးမြတ်လာပါပြီတရားနာတဲ့အရာကကိုယ်တိုင်သိသွားတာကိုယ်တိုင်သိသွားတာအော်တရားနာတဲ့အရာကဆိုတာဒါပဲဟဲ့လို့ဒီအရာကလေးသိလာတော့အေးဒီလောဘဒီဒေါသဒီမောဟတွေခဏလေးချုပ်နေတာတောင်တလောက်အေးလေရင်ဖြင့်ဟောဒီလောဘဒေါသမောဟတွေအစပြောက်ချုပ်ငိမ့်နဲ့ပြောစံကြားမှုတဲ့နိဗ္ဗာန်ဆိုတာဘလောက်အေးလိုက်လိမ့်မလို့နော်ငါလီဒီကနေ့တညတာအေးရုံနဲ့မကျင်납ဘူးသာလနာဘောင်ဝင်ထံရဟန်းများပြုလိုက်ရရင်တော့သာလနာဘောင်ဝင်ထံရဟန်းများပြုလိုက်ရရင်တော့ဘလောက်များအေးလိုက်မလို့နော်သင်္ကန်းဝှရှင်စိတ်ပေါက်သွားပြီမြို့တရားတပွဲနာတာပြေတော့ဘယ်နှပွဲနဲ့သင်္ကန်းဝှရှင်စိတ်ပေါက်သွားတာဂိုင်းဘုရားတရားဝဲကြီးလည်းပြီးသွားရောပရိသတ်ကြီးပရိသတ်တွေပြန်တယ်သူမပြန်ဘူးဖယားအပကတ်လို့မှန်လားပါဗျာတွေးတော့သင်္ကန်းဝှပေးတော်မူပါဗျာဟဲ့နေအောင်ွယ်တကားလေးမိမိဘသင်္ကန်းဝှဖို့ခွင့်တောင်းခဲ့ဗလားမှန်လားပါဗျာဖယားကြီးတော့တရားနာဖို့တော့ခွင့်တောင်းခဲ့တယ်သင်္ကန်းဝှဖို့ခွင့်မတောင်းခဲ့ဘူးဗျာအေးဒါဖြင့်မိမိဘခွင့်မပေးရင်ငါသင်္ကန်းဝှမပေးဘူးကွမှတ်ထားနော်ဘုရားကိုယ်တိုင်လည်းဝင့်ပေးဘူးကျွတ်တို့လည်းဝင့်ပေးရဘူးဗျဘာလို့ဘုရားကိုယ်တော်မြတ်ကသင်္ကန်းဝင့်မပေးတာတော့ဘုရားကိုယ်တော်မြတ်ကရန်ထောက်ခံရဘူးလေဘိကခွင့်မပေးတဲ့သာသမီကိုသင်္ကန်းဝင့်ပေးလို့ဘုရားရန်ထောက်ခံရတယ်ဘယ်လိုလဲရန်ထောက်တာလို့ခမဲတော်ဖြစ်တဲ့သုဒ္ဓောရဏကြီးကဒီကကြီးဘုရားကိုယ်တော်မြတ်ဘယ်သူကရန်ထောက်တာတော့ရထောင်ရောဘောဗျာသာသိတ္တထဖွာတော့စัจ जा မင်းကြီးဖြစ်မယ်လို့ပုံနာများခေါ်သည့်အတွက်တော့ထွတ်မှာကိုတော့သူမကြည့်ပြခဲ့ဘူးလေစัจ जा မင်းကြီးရဲ့ခမဲတော်ဆိုပြီးလေးကျွန်းလုံးကိုစัจ जा ယရဏစီးပြီးသူကကြွားရှင်နေတာကိုဒါကြောင့်ဘိုးကြီးတထောင်ဖွင့်မှပွင့်တဲ့တကားကြီးပိတ်လို့ဆော့ဆော့ခဲ့မောင်မမိတ်သားတွေနဲ့ပြောတော့အဆက်ခိုင်းခဲ့ဘယ်လိုပဲပြောတော့ဆက်တော်လဲအပြူတော်တွေဟာတရားနာပြီးသားစောစောပိုင်းကကနိုင်ခုနိုင်ပြောနိုင်ပနိုင်ရတယ်။မကောင်လဲကြောလာရောငိုက်ချို့တဆဆငိုက်ချို့စိန်ကလေးနဲ့ငိုက်တချို့နဖူးချင်းတိုက်အောင်ငိုက်အပြူတော်တွေပြောတာမှကျွတ်တို့တရားဝဲတဲ့ငိုက်တဲ့လူရှိပါဘူးတုံးလုံးလှဲနေတာညောင်းလုံးနဲ့တူဟေးဟုတ်ရတချို့သခိုးမျက်လုံးကြီးဖွင့်အိတ်ဟုတ်တယ်ဖွင့်အိတ်တာသခိုးမျက်လုံးရင်တော့ကျုံတော့2ယောက်လားပါကျုပ်သူတို့နားမသွားရဘူးဒီကောင်တွေငါဘာစိမ့်ချလို့ကြည့်ကြည့်မျက်လုံးကြီးတွေဖွင့်အိတ်တာသခိုးမျက်လုံးနဲ့တချို့ပါးစပ်ထဲကသေရည်တွေစီးကြတချို့တခေါခေါဟောက်အိတ်အပြူတော်တွေခါဝတ်တွေကျွတ်လို့ဒူးတွေထောင်လို့အမြင်မကောင်းအိတ်ခင်လို့အိတ်နေတဲ့ကိစ္စဖယားအလောင်းတော်ကြီးသိတ္တထကြည့်လိုက်တော့ကောင်းကြီးသွားကြောက်စရာကြီးပါလားလူလေးကောင်းနေပေါ်တဲ့သုတ်တန်တော်ကြီးငါရောက်နေပါဖြစ်လားသိတ္တထတကယ်လန်းနာပြုတကယ်လန်းလို့တကယ်တော့ထွက်တာပေါ့ဗျအပြူတော်ဒီအမြင်မကောင်းအိတ်တာကိုသိတ္တထလန့်နေနည်းနည်းစကားမဆက်တော့မေးရအောင်ကျွတ်တို့တောင်မျိုးကတကားတွေအဲ့ဒီလိုအပြူတော်ဒီတပြုံကြီးအမြင်မကောင်းအိတ်တဲ့နေရာပို့လိုက်ခြင်းနဲ့လမ်းမလားကျုပ်တော့မထင်ပြန်တော့ပြန်မကြည့်အောင်မသိတ္တထလန့်ပြီတကယ်လို့တကယ်ထွက်တာနော်ဖေကြီးမေကြီးတို့ခင်ဗျားတို့အသက်ကြီးပြီဗျမလန့်သေးဘူးလားဗျလန့်သေးပါဘူးမလန့်သေးလို့မပြေးသေးတာပေါ့လန့်တဲ့ပုဂ္ဂိုလ်တွေပြေးကုန်ပြီလွတ်ကုန်ပြီကျုပ်ကုန်ပြီဗျ
ယောစင်ကြီးတွေတပိမိတလိမ့်လိမ့်နဲ့မနေကြနဲ့တော့ပြေးချိန်တိုင်းပြေးကြခင်ဗျားတို့လင်းနေမညာကိုအောင်တောင်ပြောမြောက်ပြောတာမဟုတ်ပါဘူးဖြတ်နိုင်ရင်ပြောတာတန်ရောစင်ဖြတ်ဖို့ပြောတာကြည့်ဟိုမှာတရားနာပိဋကသိတ္တထတွတ်ထွက်ပြီးတော့ဘုရားဖြစ်တော်မူတယ်လေစัจ जा ယရဏဆိုင်လိမ့်မယ်လို့မျှော်လင့်ချက်သုဒ္ဓောရဏမှာကင်းခဲ့ရပြီပေါ့အလဲလို့တော့ညီတော်နာနာရှိသေးရဲ့လို့အားခဲထားတဲ့ကြားထဲမှာမင်္ဂလာပွဲဖျားကြွအလားတပိတ်တော်ထမ်းခေါ်ပြီးညီတော်ကြောင့်ရောက်တော့သင်္ကန်းဝတ်ပေးလိုက်ပါရောလားဗျသားတော်ဖျားဝယ်လို့လုပ်တာပါလေသားတော်အတွက်စัจ जा မင်းကြီးဘုရားမျှော်လင့်ချက်ကင်းခဲ့ရတော့လေညီတော်နာနာရှိသေးရဲ့ဟဲ့လို့အားခဲထားလိုက်တာဗျာအခုတော့မင်္ဂလာပွဲသပိတ်ထမ်းခေါ်ပြီးတော့ကျောင်းတော်ရောက်ကဒုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့အလေရှိပါစေတော့ညီတော်နောင်တော်ထုံးဖို့မရှိပေမဲ့လို့ညီတော်လေးရာဖူးလာတော့ထီးမွေနန်းညောင်ဆက်ခံစရာကြံသေးဟဲ့လို့တကယ်ပဲအကုအထာပြုတော်လေဟောကြည်တရားနာကိစ္စကပ်ပြီးတော့တိုင်းပြည်ဖျားကြွအလားလီမြင်းကလေးရဟုလာကသင်္ကန်းစာဆွဲပြီးခမဲတော်ဖျားရွှေအိုးကြီးလေးလို့အမွေပေးပါဖျားလို့ဒီလိုအမွေတောင်းတော့ကျောင်းတော်ခေါ်ကျောင်းတော်ကြတော့လေကရုံတုံသင်္ကန်းဝတ်ပြီးတော့ဓမ္မအမွေအနှစ်ကြီးပေးလိုက်ပြန်ပါတဲ့ပြေစာအဲ့ဒီချိန်ခါမှာသုတ်တော်ရဏလေအသက်ကျွတ်ခတ်တယ်လို့ဝင်းနဲ့မီးဟုံတောက်တကဲ့သို့ခန္ဓာကိုယ်တော်လုံးအပူတွေရောက်ပြီးတော့ဝင်လဲတော့မနိုင်ဘူးသားတော်ဖျားဝဲလို့လုပ်လိုက်တာပါလေဘယ်လိုလုပ်လိုက်တာပါလိမ့်နဲ့ရန်ထောင်မလို့ကြောင်းတရားနာပရိသတ်ကြီးသားတော်ဖျားရစ်စတော်မူတာကြီးလားသားတော်ဖျားစัจ जा မင်းကြီးအဖြစ်နဲ့မြင်ရင်လို့ဘိုးကြီးတစ်ထောင်ခွင့်မပွင့်တဲ့တကားကြီးပိတ်ထားတော့လည်းမနေစုလေတိုးထွက်ပြီးတော့သွားလိုက်တာညီတော်နန္ဒကြံလေးရဲ့ဟဲ့လို့အားခဲထားပြန်ပါတော့လေကျောင်းတော်သပိတ်ထမ်းခေါ်ပြီးတော့ကရုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့မြေကလေးရဟုလာကိုအာကုအထပြုတော့လေယခုတော့ဓမ္မအမွေအနှစ်ဆိုပြီးတော့ကဒုံတုံသင်္ကန်းဝတ်ပေးပြန်တဲ့တာကြီးဝင်းမင်းလေးတမျိုးလုံးအကုန်အောင်ကရုံတုံပြီးဒီလိုကြီးသင်္ကန်းဝတ်နေရင်ဖြင့်သားတော်ဗျာခမဲတော်ရင်တွေဝင်ပြီးတော့ရှူစားစားမောင်းဗျာထီမွေလမ်းမြောက်ဆက်ခံစရာဘာကမှမရှိတော့ပါသဖြင့်ခမဲတော်ရဲ့ရင်တွင်ကျိန်မီအောင်ပမာဏအပူလုံးတွေကြွလို့ဒုက္ခရောက်နေပုံကိုသားတော်ဗျာရှူစားတော်မူအောင်ရင်တော်မူစားမအောင်ဖရရဲ့လို့ခမလေးငူတဲ့အခန်းတော်စိတ်အောင်မင်းဖွင့်နာထောင်ကြရလားအဲ့လိုငိုပြီးတော့သူများတွေရန်ထောင်းကုန်လိမ့်မယ်သားတော်ဗျာဒီလိုလားမိဘခွန်မပေးတဲ့သားသမီးတွေကိုသင်္ကန်းဝတ်ပေးနေရင်ဖြင့်မိဘတွေကသားတော်ဘုရားကိုတနေ့နေ့ရန်ထောင်းလာကြပါလိမ့်မယ်ဗျာသူများတွေရန်မထောင်းရင်ဟောဒီခမဲတော်ကအရင်ရန်ထောင်းလိုက်မယ်ဗျာဒီကနေ့ကစပြီးတော့မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးပါနဲ့လားသားတော်ဘုရားလို့လျှောက်တော့အဲ့ဒီအချိန်ကစပြီးနောက်ဟောကျွတ်တို့ဘုရားကိုယ်တော်မြတ်မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးဘူးဗျကျွတ်တို့ကလည်းမဝတ်စေရဘူးဗျဒါကြောင့်တရားနာပြည်သားကြီးဘုရားကိုယ်တော်မြတ်ကရန်ထောင်ခံရဘူးလို့ဟဲ့မင်းမိဘခွင်တောင်းကြည့်ဦးလောအထေသားလေးပြန်သွားပြီးတော့တရားနာပြည်သားကြီးမိဘရှိရောက်တော့ဒူးလေးတုပ်လက်အုပ်ကလေးချီကတော့မမေကျွန်တော်ပြန်လာပြီခင်ဗျဟဲ့ဟောဒီစားငါသားကြီးမျက်နှာကြည့်ရမသားမယားရှိပါပြီတာရဖြစ်ခဲ့သလားမဖြစ်ပါဘူးမမေရဲ့ဘယ်သူနဲ့မှရမဖြစ်ပါဘူးရမဖြစ်ပေမလို့ငါသားကြီးမျက်နှာကြည့်ရနေထီတဲ့ပန်းလို့မလမ်းမလားသားရဲ့ငါကဘာလို့မကြတာများတွေ့လာခဲ့လို့
မေအလိုမချမရှိပါဘူးခင်ဗျနေဥတာငါသားလိုအပ်တဲ့ပစ္စည်းတစ်ခုအမေတို့ပြုစုတဲ့နေရာများချူရင်းလို့လားမဟုတ်ပါဘူးမေတို့ရဲ့အပြစ်လည်းမရှိပါဘူးဝတ္တရားအကုန်ကျေပြုံပါတယ်ခင်ဗျမေတို့ဝတ္တရားကျေပြုံတဲ့လောက်ကျွန်တော်ဘက်ကလေအောက်ခြေလွတ်နေတာကဖះကြောင့်ဒီတစ်ခေါက်လိုက်ဘူးလားဒီတစ်ခါတရားနာဘူးလားမေရဲ့တရားနာတဲ့အရာကိုကျွန်တော်ကိုယ်တိုင်သိလာလို့တရားနာတဲ့အချိန်ကလေးဒါတော့အေးပြီးတော့နေရင်ဖြင့်သာသနာ့ဘဝင်ထမ်းရဆုံးပြရရင်ဘယ်တော့အေးလိုက်မတုံးလို့ကျွန်တော်စိတ်ထဲမှာအကြံပေါ်ပြီးတော့မေရဲ့ဖះကိုယ်တော်မြတ်ကလေသင်္ကန်းကိုဖို့ခွင့်တောင်းတော့မိဘခွင့်မပေးဝတ်မပေးဘူးလေဗျာဒါကြောင့်ကျွန်တော်သင်္ကန်းဝတ်ခြင်းလို့ခွင့်ပေးတော်မူကြပါမိခင်ဖခင်တို့ခမညာအမေမျက်နှာညှိုးသွားဟောလှုပ်ပြီးမင်းကတော့တရားလေးတစ်ခါနားလာခဲ့ပါရဲ့အရာရာနဲ့အကြောင်းကြောင့်မမေသင်္ကန်းဝတ်ခြင်းတော့ဘာပြုလို့ကျွန်တော်ခွင့်ပြုပါလားမဟုတ်သေးပါဘူးသားရဲ့မေတ္တာတော်သင်္ကန်းဝတ်ခြင်းကစိတ်ညစ်စရာတစ်ခုခုတော့ရှိပြီနဲ့တူတယ်။ကံကြည့်ဗျာစကားအနှောက်မလို့အသွားမလို့သင်္ကန်းဝတ်တာစိတ်ညစ်လို့တဲ့ကျွတ်တို့သင်္ကန်းဝတ်နေတဲ့ဘုန်းကြီးရဲ့စိတ်ညစ်လို့ကြီးဝတ်တဲ့အတိုင်းစကားများကြည့်ပြောကြမမေစိတ်ညစ်လို့မဟုတ်ပါဘူးခင်ဗျမဟုတ်ပေမဲ့သားရဲ့အမေတို့ခွင့်မပြုနိုင်ပါဘူးခွင့်မပြုနိုင်ဘူးသားရဲ့သားကောင်းတယောက်ကြောက်ကောင်းတစီဆိုပြီးတော့အမေတို့အရေးကြီးလာခဲ့တာငါသားမရှိရင်ဒီစရင်အင်းနေဘယ်သူကိုင်မလို့ဒီပစ္စည်းတွေဘယ်သူထိမ့်မလို့သားရဲ့အမေတို့မလဲဇရာထုတ်မလားအရွယ်ကိုရောက်နေပါပြီသားရဲ့ငါသားမရှိရင်အမေတို့အသက်ရှင်မှာမဟုတ်လို့ခွင့်မပြုနိုင်ဘူးသားကြီးမေတို့ဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူးလို့ဆိုတော့မိဘများခွင့်မပြုရင်ကျွန်တော်ဒီနေရာကမထတော့ပါခမညာကျမ်းပေါ်တုံးလုံးနဲ့အိတ်လိုက်ကန်းကြီးများနှမများနိဗ္ဗာန်ရတယ်ဆိုတာဒီဇွဲရှေ့ဆက်နားထောင်နော်တရက်သမင်းတစ်စီးမှမစားဘူးအမေကတနာလို့ရေကလေးသာချပေးရသမင်းစားရအောင်ဆိုလို့ကောင်းပြန်ဆံပြုတ်ပေါက်ရအောင်ဆိုလဲခေါင်းရမ်းဒီလိုနဲ့မစားပဲအိတ်လာလိုက်တာဟဲ့တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်၆ရက်ကြာခဲ့ပြေးသားကြီးထမင်းမစားပဲနဲ့အိတ်တာဘာမလုပ်ရလို့တော့သင်္ကန်းမဝေ့ရလို့နည်းနည်းတော့မေးရအောင်ဟေးတို့ဗမာပြည်ကြီးမှာလေဒီအသက်နဲ့ဒီခန္ဓာတို့နေလာခဲ့ကြသင်္ကန်းမဝတ်ရလို့များထမင်းမစားဘဲနဲ့အိတ်တာဘယ်နှယောက်တော့ပေါ်ဘူးတော့လေဟာလဲဘူးဟာအေးကွယ်သင်္ကန်းမဝတ်ရလို့တော့ထမင်းမစားဘဲနဲ့မအိတ်ကြပါဘူးသူတို့ဟာတွေအတွက်ကြတော့သူတို့ဟာတွေဆိုတာသိပါပြီကွာထမင်းမစားဘဲနဲ့သင်္ကန်းမဝတ်ရလို့တော့မအိတ်ကြပါဘူးသူတို့ဟာဒီအတွက်ကြတော့ဟေးအသက်တောင်စွန့်ကြပါလားကွယ်တို့တလောက်တန်တာကွာအဲ့ဒီပဲဇံပြန်တဲ့ဘုန်းကြီးတပါးမှမတွေ့တာဘယ်သူမှအပြစ်မတင်နဲ့ဒီလိုလူတွေနဲ့ဒီလိုဘုန်းကြီးတွေပဲရှိမှာဟဲ့တို့ကလည်းဒီတိုင်းပြောရတော့မင်းတော်မင်းကြီးလက်ထက်တုန်းကရှင်ဖျားတဲ့ရှင်းတုန်းကများပရိတ်ရဲ့အာနိသင်ဘလောက်ကြီးတုံးဆိုတော့ပရိတ်အိုးတဲ့ကပရိတ်ရည်ထပွက်တယ်တဲ့အရှင်မယားတို့ပရိတ်အိုးကထခုံလို့မှပေါင်းမင်းခတ်ပါမလားဒီတော့ဆရာတော်ကြီးကအမင်းရှိတဲ့တကားတော်တဲ့ဟိုတုန်းကဘယင်တွေကလည်းရေမြေအကုန်ပိုင်တာတဲ့ကျင်းနဲ့ရိုက်ခေါ်ငကားတောင်လာတာတဲ့အခုတကားတော်မင်းတို့မင်းတရာမင်းခေါ်လိုက်လို့တီးကောင်းတစ်ကောင်မှခေါ်နိုင်ရဲ့လားမင်းမလည်းမခေါ်နိုင်မဲနဲ့ဟဲ့ငါပရိတ်အိုးကလည်းမပွက်နိုင်ဘူးခွာလို့ဆိုတဲ့ဒီခေတ်ဒီလူဒီဘုန်းကြီးတွေနဲ့ဆိုတော့ဘယ်သူမှအပြစ်မတင်တဲ့ဇံပြန်တဲ့ပုဂ္ဂိုလ်မတွေ့ရတာခမည်းတော်ကျွတ်တို့သာသနာနောက်ပိုင်းဒီလိုဖြစ်ရမှာကဓမ္မရာကြီးပါပဲဗျာတို့မှန်ရလားပြိဿကြီးကဲကြည့်လေခုတရားနာပြိဿဇွဲနိဗ္ဗာန်ရမယ်ဇွဲဟိဟိုတုန်းကလူတွေကလည်းဒီဇွဲရှိတယ်
ဘုရားဘုန်းကြီးတွေကလည်းဒီလိုဇာနေနဲ့ပြန်နိုင်ကြတယ်အခုကြည့်အခေသားလေးဇွဲကောင်းလိုက်တာမစားပဲအိတ်6 ရက်ကြတော့အမေလောက်တဲ့လူအနာနာထိုင်သားမျက်နှာလေးကြည့်လိုက်တော့အော်ကြည်စမ်းမငါသားကြီးမျက်တွင်းလေးတွေလည်းခြိုက်လာပြီလေဘေးလေးကလည်းပေးသွားလိုက်တာသူ့အသက်ရည်ပဲရှိတော့ထမင်းအသက်9 ရက်ဒီကနေ့6 ရက်ပါလားမနေ့ဖြင့်ကငါသားလေးအသက်ကလေးငွေငွေပေးရှာတော့မယ်သားရဲ့လူလေးရဲ့ငါသားကြီးအိမ်မြပြောနေသလားရေကလေးတောက်ရအောင်လေးနဲ့လက်ဖဲရည်ပကနဲ့ဇုံကလေးနဲ့ရေလေးပါးစပ်ထဲထည့်ပြီးကိုင်းပေးတဲ့ရေတောင်လက်မခံသားလို့သူကပါးစပ်ပိတ်ထားပါးစပ်ပိတ်ထားတော့ဟောဒုက္ခပါပဲရေတောင်လည်းမခံတော့ဘူးသမီးအသက်9 ရက်ကလည်းနှစ်ဖင်ကတည့်ရကျန်တော့လေသားရဲ့ရေအသက်တမနဲ့တဲ့ရေကိုလက်မခံရင်ငါသားကြီးဘဝဆုံးတော့မှာပါပဲသားရဲ့အမေတို့မသနာပဲနဲ့ငါသားကြီးဘဝအဆုံးခံတော့မလားလေရှိုက်ကြီးငယ်ကြီးရင်ထုငူလိုက်တော့သားလို့သူမျက်လုံးလေးဖွင့်ကြည့်ဟာသာဒီလမ်းမသွားနဲ့သွားတယ်ဘာဖြစ်မိဘကသူတို့ကြောက်တယ်ငါသမီးဒီလုံးမလုံးနဲ့လုံးတယ်လို့လုံးတယ်ဒီလိုခေတ်ကိုကွမိဘကမာမမပြောရဘူးဘယ်ပြောရမလို့ဒီနေ့မာမပြောလက်ဖြင့်ကထွက်သွားတယ်လေရှိလို့လက်ဝတ်လက်စားယူပြီးတော့အိစာရေးထားခဲ့တဲ့ကျုပ်လိုက်မရှာကြနဲ့ပဲသင်္ချိုင်းကုန်းသွားသွေးချင်းဆုံးနဲ့သိမဲ့အတိုင်းငါတော့ဒီလိုပြောချင်တာမိဘကလေးကစားစရာမှတ်ဒါကြောင့်ငါကြီးများနှမများရှေးတုန်းကမိဘမျက်ရည်ကြမှာကြောက်လို့ကြည့်ဟဲ့ရေကိုလက်ခံပြီးပါးစပ်ကလေးဖွင့်ပေးလိုက်တယ်ကွပါးစပ်ကလေးဖွင့်ပေးလိုက်ပြန်တော့လေအော်တာကြီးအမေငူလာတော့လေငါသားတနာတာပဲဇွဲတန်တာတင်ငါဝှချင်းနဲ့ဇွဲတန်လာကြီးရဲ့အမေမျက်ရည်ကြတော့လေငါသားကြီးတနာတာပဲငါသားကအမေကိုတနာမှာတော့ငါသားဇွဲတန်နဲ့တင်ငါဝှချင်းနဲ့ဘဝမိအဖေကိုပြောပြီးတော့အမေခွင့်ပြုမယ်အမေသွားပြောမကွဲဆိုပြီးတထေးကြီးစီထွက်သွားထေးကြီးတထေးကြီးဟေးဘာလို့မရေးကြီးတော့ကြဒီမှာတော့သားလေတော့သားထမင်းမစားတာ6 ရက်ရှိပြီတော့ဟေး6 ရက်မကလို့10 ရက်ရှိတော့ဘာဖြစ်ရလဲဘယ်ဖွားပြလိုက်တာဘောကွာဘယ်နဲ့ပြကောင်းရကောင်းကြောင်းနဲ့ရွှေကွက်ထဲအသာငွေကွက်ထဲအသာလက်ဆေးနှိုက်စားရတဲ့သားကအခုကြည့်စမ်းဦးနှခမ်းတို့ကြီးလက်ဆွဲပြီးမျက်လုံးဝါးနဲ့ရထဲတောင်းစားကြတာကိုကွာတော့ဆိုးတဲ့တထေးကြီးတောင်းစားတယ်ဆိုတော့ကျွတ်တို့ဆုံးခံတာပြောအမကြိုက်ဒီဆုံးခံတာတောင်းတာတော့ဒီတောင်းတာကိုတောင်းတာတောင်းတယ်ပြောဘယ်ကောင်းဘုရားတော်ဆုံးခံဖို့ပေးတာယဉ်ကျေးအောင်တော့သုံးပါပေါ့တော်ဝိုက်တော့ပြောတတ်ကြပါလိမ့်ကွာဒါလည်းငါပြောခဲ့လှပါပြီမယုံရင်ငါညီမြမင်းတို့သွယ်ပုံဝိုက်ပုံလေးနဲ့မသွယ်ပုံမဝိုက်ပုံလေးငါပြောမယ်ဒီထဲတချို့ကပြောတတ်တယ်ငါသွယ်ဝိုက်ပြောတာကိုကွာတယ်ဒါရိုက်ချော်ဘယ်လာတဲ့စကားမှလည်းမသိသွယ်တယ်သွယ်ရတယ်ကွဈေးတဲ့ကမိမကြီးတယောက်မျက်တောင်မခောက်ဖဲကြည့်တောင်ဈေးတဲ့မင်းတို့နဲ့ဖြင့်ငါရှောက်ကြည့်မျက်တောင်မခောက်ဖဲကြည့်မောင်ရမင်းဘာလို့ချင်းလို့လူချင်းလို့ပေါ့ခင်ဗျာမိမကြီးကသူ့လို့တော်မိမကြီးကမော့ကြည့်ကြည်တော့မောင်ရမင်းဘာလို့ချင်းလို့ကျွန်တော်လူချင်းလို့မဟုတ်ပါဘူးခင်ဗျာမင်းမလို့ချင်းမင်းငါကြည့်လားဒီလိုပါတော့ကြည့်ရတာလေဟိုကျွန်တော်မေနဲ့တူလုံးလို့ဟုတ်ပါပဲဗျာမျက်လုံးမျက်ဖာနာတာငါစားကျွန်တော်မေနဲ့တပုံစံနဲ့ချွတ်ဆွတ်ထားတယ်လို့ကြီးမေနဲ့တူလုံးလို့အဲ့တော့ဘာပြောတော့မိမကြီးကမောင်ရဲတဲ့မင်းနဲ့ဒါတော့လူမရှာနာမဲ့လူမရှာတဲ့ထိုင်လေးတဲ့လက်ဖက်စားပါအောင်လားတွေ့ဝိုက်ပြီးအမေနဲ့တူတယ်ပြောတယ်လက်ဖက်ကျွေးကိုင်းကွာအဲ့ဒီလိုမတွေ့ဝိုက်ဖဲနဲ့ပြောစမ်းမှလားဒါတိုင်းအမေနဲ့တူတယ်မပြောဘဲနဲ့တော်ကြီးရတာကျွန်တော်အဖေမယားကြီးနဲ့တူတာပဲ
ယ်ရင်ကိုပါကျိုးမယ်ဆိုထားရိုက်မှာပေါ့ကွာကြည့်ဗျာအခုသုခန္ဓာတောင်းစားတယ်မတွယ်မဝိုက်ကြီးဘုနှခမ်းတို့ဆိုတဲ့ကျွတ်တုတ်ကင်တဲ့သပိတ်ပြောတာသူကနှခမ်းတူတယ်ပြောတယ်ကျွတ်တုတ်ကတော့သပိတ်နှခမ်းပါတယ်ကိုမထင်ဟောက်သားအတွင်းကိုဝင်နေကြည့်တရားနာကိစ္စဘယ်နဲ့ဗျာကောင်းရကောင်းအောင်ထားကောင်းရကောင်းကောင်းထားအခုတော့ကြည့်စမ်းစီးရဲရဲနေခြင်းနဲ့သာတင်မျိုးပေါ်သိဆူးပေါ်အိတ်ရှင်နဲ့ကောင်းလုံးပြမိမျိုးတယောက်ကသင်္ကန်းဝတ်တာဆူးပေါ်အိတ်ရှင်တယ်တကားအနှောက်မလို့သွားမလို့ခင်ဗျားတို့လည်းကြည့်ရှုပြောကြပါဗျာချုံမင်းမကြီးတွေများစကားပြောတာအနှောက်မလို့သွားမလို့ယောက်ျားလုပ်တဲ့လူကအလုံးမလို့တော့သေချင်းစိုးတလောက်ပြင်းတာတွားရခေါင်းကြီးကြောင့်သင်္ကန်းဝတ်ချီဟာမကြလိုက်ဘူးကျွတ်တော့ခေါင်းကြီးတွေကပြင်းလို့ရှိဝတ်နေတဲ့အတိုင်းကျပြခေါင်းကြီးတော့မသိဘူးကျွတ်တော့လွန်ပြင်းတာပြင်းဆိုငငယ်တော့ညီကို2ယောက်ရှိတယ်တော်တဲ့ထင်းကုတ်တော့အဖေကခေါ်သွားကျုံကြီးကတော့ထင်း9ယောက်နိုင်နိုင်3ယောက်နိုင်နိုင်တခါလဲထမ်းပြီးတောင်ပေါ်ကနေဖင်ဒီကိုတွန်းဆင်းကျုပ်ဘာလုပ်တုံးဆိုတော့လေကျိုးစမ်းပန်းစားကျုပ်လှုပ်ပုံပြောရအောင်သစ်ပင်ရေကောင်းကောင်းရှာပါလာတဲ့ပစိုးလေးနဲ့ခါခက်ခင်ကြောက်တုံးကောင်းအောင်အိတ်ချလိုက်ဒီတော့အဖေကကျုပ်ငငယ်တုန်းကပြောတယ်ငါသားမင်းကြီးဘုန်းကြီးဖွင့်မှာပါကွာအဖေပြောတဲ့စကားတိုင်းခုဘုန်းကြီးဖြစ်ဒါဆိုတရားနာပြေးတယ်ကျုပ်တို့ဘုန်းကြီးကြီးပြောတာနဲ့တူပါရဲ့တစ်ပြည့်ဘုန်းကြီးတော့မဖြစ်ပါစေနဲ့လို့ကြည့်တရားနာပြေးသားကြီးအနှောက်မလို့သွားမလို့ဟဲ့သင်ဆွဲပြလိုက်ထေကြီးရဲ့တော်စီလို့မပြောပါနဲ့တော်သားမျက်နှာမြင်တနာမှာလားလိုက်ကြည့်လဲပါဦးဟေးမနာနာဘူးမြောင်းနေတာကြီးခဲနဲ့ထူးချင်လေမလိုက်ဘူးငါဒီလိုမပြောပါနဲ့တော့ပထွေးပြောမယ်စကားတွေတော်မသုံးပါနဲ့ကျောက်ကိုလာလဲဆယ်လာဖွာရပြီလို့တော်နဲ့ရတယ်ရင်လို့တော့ခလေးပါလားတထေကြီးရဲ့တော်သားပြည့်တနာမှာလားလိုက်ကြည့်လဲပါဦးဟဲ့မရှိဘူးလာတော့ဟောဒီမင်းမလာဘူးလို့ပြောနေမဟုတ်ပါဘူးတော့လာပါတော့ဟာမလိုက်ဘူးလို့ပြောနေတော့နေဆိုတော့ယောက်ျားဘယ်လိုညင်းနေမိန်းမဆွဲခေါ်တော့လဲပါသွားတာပဲဗျတကားတော့ကျုပ်ပြောတာလေးနားဆွဲအောင်မှန်တော့ယောက်ျားဘယ်လိုညင်းနေမိန်းမဆွဲခေါ်တော့လဲပါသွားတာပဲဒီပြင်ဟာမကြည့်နဲ့ဗျဖဲသမားတယ်ကြည့်ဖဲသမားများဖင်မြဲပြီဆိုရင်အမေသွားခေါ်တော့ဘာပြောတော့သွားခရားကြီးနေရမဟုတ်လာမရှုံနဲ့အမေကြတော့လာမရှုံနဲ့ငေါ့ထုတ်တာမိမကလိုက်သွားပေချင်းသို့ဒူလာကြိုင်လိုက်မယ်ဆိုဆံမင်းဆွဲခေါ်သွားအေးပါကွာငါလာလို့စိတ်ကူးနေတာပါဒါကြောင့်ယောက်ျားဘယ်လိုညင်းရင်မိမဆွဲခေါ်တော့လေကြိုင်ပါသွားတာပဲဗျကြည့်တရားနာပြိဿရေအခုဒီရွတ်ရွတ်နဲ့ဆွဲခေါ်တော့ပါသွားဟဲ့သင်ရင်ဆွဲပြစ်လိုက်ဆိုတဲ့တထေးကြီး50လမ်းလောက်သားအနာအရောက်သားလှမ်းကြည့်လိုက်ဟာဟေးတတိကတော်ကြီးဘာတော့ကွာအသက်ရှိသေးရဲ့လားခုနကတော့အသက်ရှူနေတာပဲတော့ဟေးငါတားမတားရုပ်ပေါက်နေပါဘောအမေမေခုနကပြေဆွဲပြလိုက်ဆိုတဲ့လူကြီးသာသမီမျက်နှာမမြင်ခင်ဒီတိုင်းပဲအမလေးမသာရှုပ်ပေါက်နေပါဖြင့်လားလို့တအားပြေးပြီးသားဘေးကထိုင်ကြည့်လိုက်တော့ဟာမရှိဘူးနဲ့တူရဲ့တပူလက်ကလေးနဲ့အုပ်စားအင်းကြီးလေးလှမ်းကြည့်လိုက်တော့လေနံရိုးတွေကအမြောင်းမြောင်းအယိုးနဲ့အရေကတ်အိုးမရှိနိုင်တော့ပါဘူးနှာခေါင်းနဲ့လက်ညှိုးလေးနဲ့ပြောင်းပြန်ကတ်ကြည့်လိုက်တော့ဟာအသက်တော်ရှူသေးဟာရင်မပေါ်လက်ကလေးတင်ပြီးအေးဘုံခုန်လာလည်းရှိဟာဟေးအထီးကတော်ကြီးဒီတိုင်းထိုင်ရင်ဒုသားလေးဘဝဆုံးတော့ဟာဘယ်နဲ့ရောဟုတ်တယ်တော့ဒီတိုင်းထိုင်ရင်လေနှက်ရှင်ကအသက်ကလေးငွေ့ငွေ့ပြေတော့မှာတော့ဒီနေ့6ရက်ရှိပြီအစာမစားတာခွင့်ပြုလိုက်လို့သင်္ကန်းဝတ်သွားရင်ဖြင့်တထဲကြီးအိမ်ဆုံးကကြွအလားကျွတ်တော့ဝါဝါလေးမြင်ရအောင်ပါပဲခွင့်ပြုကြစို့လားအေးခွင့်ပြုကြပါစို့ကွာ
စွဲကောင်းတဲ့သားကြီးမင်းသင်္ကန်းဝတ်ချင်တဲ့ဘဝအဖေတို့အမေတို့ခွင့်ပြုပါပြီဗျာသားကြီးထားလို့ဆိုတော့ခွင့်ပြုပါပြီဆိုတဲ့အတန်နဲ့ကြားလိုက်ရောထုတ်ဖုံငုတ်တုတ်ဖြစ်များနာဗျာပိဿာကြီးချောင်းရဲ့အစာမစားတဲ့လူမမားတွေလူမထူပဲထနိုင်မှာမလားပိဿာဟောဟိုမှာထနိုင်သွားပြီဗျာထုတ်ဖုံငုတ်တုတ်ဖြစ်တယ်ထနိုင်ရောဘောပိဿာသင်္ကန်းဝတ်ချင်နေတာစိတ်ကိုလှုပ်ချင်တဲ့အလုပ်ကိုလှုပ်ရလို့စိတ်ဆောင်သွားတဲ့စိတ်တင်လာနိယတိလောကောစိတ်ဗျလောကကြီးစိတ်ဆောင်နေဖေကြီးတို့ကျုပ်မှာခဲ့ပဲနော်ခမည်းတော်အသက်ကြီးပေမဲ့လေစိတ်ဗျဘယ်လောက်ပြောသိစိတ်ဖေကြီးတို့ရဲ့ဒါခမည်းတော်ကိုခမည်းတော်စဉ်းစားလေအသက်ကတော့ကြီးပြီလေဒါပေမဲ့စိတ်ဗျဒါတော့ပြောသိပါလေဗျစိတ်ဆောင်နေတာစိတ်ဆောင်ပုံကြည့်လေစီးပွားရေးကြီးပွားရေးငါမပါရင်မပြီးဘူးဆိုလိုက်တော့မြအဲ့ဒီစိတ်တွေပြောနေတာတန်ရောစင်နေကြည့်တရားနာပြည်သားကြီးစိတ်ဆောင်တော့ဖြုတ်ကနေငုတ်တော့ဖြစ်ဖေကျွန်တော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်ဗျာမေရောကျွန်တော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်တော့တာကြီးအမေခွင့်ပြုပါတယ်လို့လေမိဘနှစ်ပါးရဲ့စကားသံကြားလိုက်ရောမိဘနှစ်ပါးရှိခိုးကဲထိုင်တာကထပြေးတော့တာပဲဟဲ့တာကြီးမပြေးရလေလဲမဲသားရဲ့အမလေးချောင်းရဲ့စာမစားတဲ့တာကြီးပြေးပါဘောလားလဲမဲဟောကြည်စားလူကလေးနဲ့ပြောရင်ဆိုရင်တရားနာပရိသတ်ကြီးထိုးလဲပါရောဗျာအမလေးပြေးပါပြီတော့ဆိုပြီးတော့အမေကနောက်ကလိုက်သွားအားလေးပွေထူကြည့်လိုက်တော့ဒူးတွေပွန်တောင်တွေပွန်သွေးတွေထွက်လူလေးပြောရတဲ့နဲ့သားရဲ့မပြေးနေဆိုတာအမေပြောတဲ့အတန်ငါသားကြီးကဟိုဘက်ဇွဲတန်နေတော့မကြဘူးပေါ့သွေးတွေလူလေးအိမ်ခဏပြန်ရအောင်လေဆေးထဲရအောင်နေပါစီမမေရဖြစ်တော့ပါဘူးအမေထဲကယုံထွက်ခရကြောင်းတော့ပဲဇွတ်ပြေးတယ်လို့အမေလုံးသူကသားရဲ့ဒီစိတ်အင်းနေပဲလူကြိုင်မတော့သားရဲ့ငါသားလေးတယောက်ထဲရှိလို့အရေးတကြီးနဲ့နေပြီးတော့လာတာအမေတို့လွမ်းလာကြတော့မှာပါပဲငါသားကြီးရဆက်သွားရပါပဲရဲ့လို့မြေရကြပြီးတော့နေခဲ့ရပေမဲ့လို့သားလို့သူကလှဲ့မကြည့်တော့ဘယ်ဖះเจ้าတော်ရောက်ပြီမိဘခွင့်ပြုတယ်ဆိုတော့ဘုရားကိုယ်တော်မြတ်ကသင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးတော့တရားနာပြိဿမိဘနှစ်ပါးကလည်းတို့သားလေးနဲ့ဖြင့်ကမနဲ့ဆုံးကန်းကြွလာမှာပဲလို့နေတာလေးများခင်းလို့ဆုံးနေပြင်းလို့သားလေးလိုက်ရင်ဆုံးကမယ်သားလေးလိုက်ရင်ရှိခိုးမယ်ဒီနေရာသတင်း30မယ်နဲ့အစအရာစီရင်ထတော့လဲနောက်နေ့မနဲ့သားလို့သူကအိမ်ပေါ်မလာဘူးတဲ့မြို့ဒီလိုနဲ့တရက်လာလို့နဲ့မျောကိုခဲ့တော့လဲတနေ့ကမှပေါ်မလာပဲနေလာလိုက်တာတရားနာပိဿဟော9နှစ်9ဝါတိုင်ခဲ့ပြီမြို့9နှစ်တိမပြန်တော့မိဘများကလည်းအချင်းလုံးလို့သူ့ကုံနဲ့ဆွန်းဟင်းနေတာတုံပစ်ခဲ့ရသူတရားမပေါ်လာဘူးတေတို့တာကြီးရှိတော်ဘူးနဲ့တူပါရဲ့ကိုတော်လေးကလည်းတရားနာပိဿ9နှစ်တိုင်ဖယားเจ้าမှာယဟန်တရားအထုတ်တော့ဘာမှမဖြစ်ဘူးကမ္မထမ်းအရေးနမိတ်တောင်မပေါ်တော့ဖြစ်ပါဘူးလေတော်ရဲသွားပြီးတော့အထုံးမှာပါပဲလို့တော်ရကြောင်းဆောက်တီကိုထွက်သွားမိမနှစ်ပါးကလည်းဒီကရှိသမျှပစ္စည်းတွေလုံမပါလို့ကုန်ပြီအစေကအချွေအရန်လေးကခိုးချဖွက်ချယူချငင်ညဆွေလေမျိုးတွေကချေးချငှားချပြန်မဆက်ကြနဲ့ပစ္စည်းတွေကုန်လို့နောက်ဆုံးတရားနာပရိသတ်ရေနောက်ဆုံးမှာတခါလေတိုက်ကြီးကိုပေါင်စားရဒီလိုတိုက်ကြီးပေါင်စားလို့ပြန်မရွေးနိုင်တဲ့နောက်ဆုံး
အပေါင်းခံတဲ့ငွေရှင်ကလာပြီလေတထေးတော်ကြီးပါတို့အေးတို့မြန်ပြောကြစမ်းပါကျေကျေလောင်လောင်ကြီးအော်ကျေရတယ်တော့ဒီမဲ့ပြောရအောင်မယ်တို့ဒီတိုက်ကြီးပြန်မရွေးနိုင်ဘူးမို့လားအေးတည့်ရသားနဲ့မေးကြတာကိုမနှိမ့်စကြပါနဲ့မနှိမ့်စပါနဲ့ဒီဘဝမရွေးနိုင်တော့ပါဘူးဒီမဲ့တော့ဘာမှပြောသေးတာမဟုတ်ကျုပ်မျက်ရည်ကမထိုးနဲ့တနာရအောင်ကလေကျုပ်ကတော်သမီးမဟုတ်ဘူးဒီမဲ့မျက်ရည်ကမထိုးနဲ့ဒီတိုက်ကြီးပြန်မရွေးနိုင်မဲ့အတူတူတော့တိုက်ပုံကတော်တော်ဆင်းရတော့ဒါကျွတ်တို့ပိုင်ပြီဒီတိုက်ကိုတော်တော်ပြန်ရွေးတောင်လေအတိုးရောအရင်မှဆိုရင်အဲ့ဒီငွေတွေနဲ့ကျွတ်တို့ကဒီတိုက်မျိုးနှလုံးသုံးလုံးဆောင်နိုင်တယ်တော့ဆင်းရအေးသူပဲဒီပါလို့ပဲလာရမှာတော့အော်ဘယ်ဒီသေးသေးပေါ့တော့ရက်စက်တဲ့နော်အဲ့ဒီလိုရက်စက်တာတွေတောင်ငူတော့ရှိမထင်ပါဘူးတော့ဘယ်ဒီသေးသေးပေါ့ဆင်းရမဟုတ်ပါဘူးအေးတလောက်ရှိလမရစကြပါနဲ့ငါသားလေးတေကလာရှင်းလာမသိတာရဲ့မေတို့ဒုက္ခတွေလာပြီးတော့ကြည့်နေပါဦးသားရဲ့အေးဒီလိုလုပ်ပါလားအေးဟိုပြန်မရွေးနေတော့ပါဘူးအေးညီတို့တိုက်ပါပဲဒါမှမဟုတ်မြင်းပြင်းနင်းပြီးတော့ခရီးပြင်းမသွားဘူးတဲ့တထေးကြီးကတော့ကြီးမို့ဟောဒီလေကားရင်မှာအိတ်လေကားရင်မှာညီလို့ကြွေတာတွေစားလို့ညီလို့ခိုင်းသမျှအလုပ်ကလေးတွေကိုလုပ်ပြီးတော့အစီကမဝတ်နေမရစီလားဟောအောင်သာကြွေကြပါတော့အိုးထားနိုင်မှုတော့ဒီမဲ့တော်တို့ရှိနေမှတော့လေတော်တို့တိုက်ခဲချင်းနေပါဆင်းညာဒီလိုအော်ကျပြောနေတော့တထေးကြီးပေါက်လာဟေးတထေးကတော့ကြီးဘာဖြစ်ကြတာလို့တထေးကြီးရဲ့ကျွတ်တို့တိုက်ပေါ်ကနှင်ချနေပြီတော့ဒီလိုလည်းမလုပ်ပါနဲ့ခလေးမရဲ့အသက်ကြီးတဲ့အဖိုးကြီးဖွားကြီးဘယ်သွားရမလို့ဟိုဘယ်တော့မှဘောတော့လာရမလားတယောက်ကဆင်းညာလို့ကြုတ်ပြောနေရသားနဲ့အေးညီအဖေအမေအရွယ်ကြီးပါအေးတလောလည်းငေါငါမလုပ်ပါနဲ့ကဲတထေးကတော့ကြီးဖြစ်သမျှအကြောင်းအကောင်းကြီးပေါ့ကွယ်ဒုက္ကံကဒီတိုက်ပေါ်ဒီလောက်သာစံချိန်တန်တာကိုဆင်းရလို့သွားရပါစို့အမေတို့ဖြစ်ပေါ်နေငါသားကြီးစုံအောင်လာပြီးတော့မြင်လဲပါဦးသေပါပြီလူစိတ်ကားရှိမရှိတော့ဘူးလဲတူပါရဲ့တို့သားကြီးမရှိလို့လားဒီချိန်ထိအောင်ပြန်မလာတာပဲလေသွားရလို့ဆိုပြီးတော့တထေးကတော့ကြီးကလည်းတထေးကြီးရဲ့လက်မောင်းကိုင်းလို့တထေးကြီးကလည်းဖေးကူနဲ့သွားလိုက်ကြတာတရားနာပိဋကစားလျာမရှိတဲ့နောက်ဆုံးခွက်ကလေးတစ်လုံးစီကိုင်ပြီးဒုတ်တစ်ချောင်းစီနဲ့ဟောသူများအိမ်တစက်မိတ်အောင်ရှောက်ပြီးတောင်းဆန်းရတဲ့ဘဝရောက်ကြရှာပါဗျာသားလေးတလိုက်တိုက်ကြီးနာတောင်းရရဲ့တစ်ခေါက်ပြန်ရောက်မျက်ရည်ပေါက်တွေကျလိုက်ဒီတို့တိုက်ကြီးမို့တို့မတည့်ရတဲ့ဘဝပါလားတာရဲ့တလောင်းလာကြီးနဲ့တလောင်းစမကြီးလာပြီးတော့ပြင်းနေပါဦးတာရဲ့ဒီလိုနေ့စဉ်မျက်ရည်ကျပြီးတော့သူတို့ကလည်းတောင်းဆန်းလာခဲ့ရာကိုတော်လေးကလည်းတရားနာပိဋကတောเจ้าမှာကမ္မထန်တရားအထုတ်လိုက်တာ9နှစ်တောင်ကြာခဲ့ပါတဲ့ဗျို့ဘာမှဖြစ်ဘူးဘုရားကျောင်း9ဝါတောကျောင်းမှာ9ဝါ12နှစ်တန်းနဲ့အထုတ်တော့လေဘာမှမဖြစ်ဒီကနေ့တော့အာဂန္ဓုကိုတော်တပါးကြွလာကြွပါဗျာကြွတော်မူပါဗျာအာဂန္ဓုကိုတော်နေရာခင်းပေးသူ့တကြီးတော့ရှိခိုးကတော့ရှင်ရမေကကြွလာတော့ဗျာဟဲ့အချင်းကသာဝတိမြို့ဘုရားချီတော်ရင်းကကြွလာတယ်လေမလာပါဗျာဖျားကုတော်မြတ်ကြီးပုရုသဘာယပြတ်တော်မူပါစားအေးငါရှင်ကြမ်းပါတော်မူရဲ့ပြီးတော့လျှောက်ပြစီဗျာသာဝတိမြို့မှာမဟာဒနာခေါ်တဲ့တထေးတော်ကြီးအရှင်မရသိသလားဗျာဟဲ့ငါရှင်မသိမနေပါမလားမြို့ပေါ်နယ်ပေါ်ဟိုးကြောနေတဲ့တထေးတော်ကြီးသိပါပြီကောငါရှင်အဲ့ဒါမပြုလို့
သူတို့အရင်လုံးကလို့စီးပွားကျက်တည်မပြက်ပြားပဲနဲ့တိုက်ပေါ်မှာပျော်ပျော်ပါးပါးရှိကြရလားဗျအေးငါရှင်သူတို့အကြောင်းပြောရမှာတဏှာစရာကြီးငါရှင်ရဲ့ကိုတော့မျက်နှာမကြည့်ဘူးတွန်းပြောတော့အမေမမြန်းနဲ့ငါရှင်သူတို့မှလေတတ်သမီးနောက်ထုတ်ကြောကတယောက်ကမှမရှိလို့ယခုတော့ပစ္စည်းတွေအစေခံချွေရန်တွေကခိုးရခွက်ကြယူကြငင်းကြရွှေရမျိုးတွေကချေးကြငါကြပြန်မပေးကြနဲ့ပြင်ပပစ္စည်းတွေပေါင်းနှံစားလို့ကိုယုံတွင်မကနောက်ဆုံးတော့လေတိုက်ကြီးပါပေါင်စားပြန်မရွေးနိုင်လို့အခုတော့ငွေရှင်ကြေးရှင်ကနှင်ထုတ်လို့မြို့လေကောင်ရွာလေကောင်အိမ်တစ်စက်မိအောက်မှာရှောက်ပြီးတော့တောင်းစားနေရပြီငါရှင်ရဲ့ကိုတော်လေးငိုပြီသင်္ကန်းစားနဲ့မျက်ရည်တုပ်တရှုပ်ရှုပ်ငိုတော့ဟေးငါရှင်သင်ငိုနေတယ်မကြည့်ပါဘူးလို့ပြောမှတွန်းပြောနေဘာတော်တော့မမေးဘူးခုမှသင်ငိုနေတယ်ငါပြောတာမှားနေသွားသလားငါရှင်သင်နဲ့ပဲလို့ရှင်မျိုးတော်တော့ဖေမေရင်ခောက်ခောက်ခုမှရှင်မျိုးတော်တော့မေးမှန်လားပါဗျာရှင်မျိုးတော်ယုံနေမကတတိတော်ဤကျွေးတဖခင်နဲ့မွေးသမီးခင်မှာဗျာတက်တော်တာဗောလေငါရှင်ဗျာရှေ့ရဆက်ဆက်ကြီးတတိတော်အပြစ်တင်တော်မမူပါနဲ့ဗျာတင်းရတယ်လေဘယ်နဲ့ရမိဘနှစ်ပါးတော်သရောင်းလားဖြစ်အောင်ပြစ်ထားသင်ကသူများလူတာစားပြီးချမ်းချမ်းသာသာနဲ့မက်ဖို့နိဗ္ဗာန်အရရှုံပဲလို့ပေါ့လေရလိမ့်မယ်မကလားဒီလိုလုပ်လို့ဘယ်နဲ့ဗျာမိခလေးမွေးဖွားရင်ထားပါတော့အခုသားယောက်ျားတစ်ယောက်လုံးလုံးလာလာရှိပါလျက်ကနေမှန်လားပါဗျာတပည့်တော်ရှောက်ပြရစီပါဗျာဒီတော့ဖရာတရားကိုတခါတည်းနာပြီးတော့သင်္ကန်းဝတ်ချင်စိတ်ပေါ့လို့မိဘနှစ်ပါးခွင့်တောင်းတယ်ဗျာအဲ့ဒါခုမပေးလို့တပည့်တော်6ရက်တိအစာမစားပဲတောင်အိပ်ပြီးဇွဲကောင်းကောင်းနဲ့ဆန္ဒပြခဲ့ရတာဗျာနောက်တော့မိဘနှစ်ပါးတပည့်တော်သေမှစိုးလို့ဆုံးကကြွလာရင်ဝါဝါလေးမြင်ရမှာပဲဆိုပြီးတော့တပည့်တော်ခွင့်ပြုလိုက်ဗျာချမ်းရင်ကအိမ်ကိုပဲခေါင်းရောက်တော့သင်္ကန်းဝတ်ပြီးတဲ့နောက်တပည့်တော်သင်္ကန်းဝတ်ပြီးတဲ့နောက်ဖယားကြောင်းတော်မှာ9ဝါဟောဒီတောကြောင်းလေးမှာ9ဝါစံတဲ့တီတပည့်တော်တစ်ခေါက်မှမရောက်မိဘူးဗျာထားရပါလိမ့်ကိုတော့ဟေးဘယ်လိုဗျာရရဆက်ဆက်ကြီးစံနဲ့တီတရက်ကမှမရောက်ဘူးပင်လေမိဘကြမတူပါရောငုံမလို့ဒီမပြောရင်ငါတောင်မြည်ဆက်လို့မရတော့ပါဘူးသွားဒီမဲ့မိဘများမျက်ရည်ကျအောင်လုပ်ရုံနဲ့မကအခုတောင်းစားဘဝရောက်အောင်ပို့တဲ့သားနိဗ္ဗာန်မဲ့ဖို့ကိုသိသိအောင်အထုတ်မရဘူးပြာလူထွဲမိဘဓမ္မလှုပ်ကြွေးကြည့်တော့ကိုတော့ငေါ့မှန်လားပါဗျာတပည့်တော်မှားပါပြီဗျာတပည့်တော်နိဗ္ဗာန်မဲ့ဖို့မရတာလေဒါကြောင့်လည်းတူရဲ့တပည့်တော်မိဘနှစ်ပါးပြန်ပြီးတော့လူထွဲလှုပ်ကြွေးပါတော့မယ်ဒီသင်္ကန်းကြောင့်လေအပီးအပိုင်အခဲပါတော့ဗျာလို့သင်္ကန်းကြောင့်လေအာဂန္ဓုကုရောအပီသဘွေကလေးပိုက်ဆိုင်နဲ့တာဝုထိစီကြွလာရောအဲ့လိုကြွလာပြီးတော့သာဝတိမြို့ထဲသွားတဲ့လမ်းနဲ့ဘုရားဇေရဝန်ကျောင်းတော်သွားတဲ့လမ်းအဆုံရောက်အော်မိဘထအရင်ပြန်ပြီးငါလူထွက်လှုပ်ကြွေးပါကဘုရားရှင်ရဲ့တော်ကြီးဖူးမြောခွင့်ရတော့မယ်မဟုတ်ဘူးဘုရားတရားတော်ကိုနာခွင့်ရတော့မယ်မဟုတ်ဘူးကရဝသောဘဟုကိစ္စလူဘဝသည်အမတန်ကိစ္စများတယ်ကျောင်းတော်ရောက်ခွင့်ရတော့မယ်မဟုတ်ဘူးငါဘုရားကျောင်းတော်အရင်ကြွပြီးတော့ကမှရှင်ရဲ့တော်ချီဖူးတရားဓုတွေနားပြီးတော့မှငါမိဘထွက်ပြီးတော့လှုပ်ကြွေးမယ်မြတ်စွာဘုရားကျောင်းတော်တွင်ရောက်တော့လေဘုရားကိုယ်တော်မြတ်ကလည်းမိဘလှုပ်ကြွေးတဲ့နေရာမှာလူဖြစ်ဖြစ်ရဟန်းဖြစ်ဖြစ်လှုပ်ကြွေးတဲ့တရားကောင်းတွေအကြောင်းအကျိုးဆုံးလင်းစွာဟောနေတဲ့အခိုက်အတန့်
ဟန်ကြပြီငါလူထွက်ပြီးလှုပ်ကြွေးမယ်လို့အောင်းမိအခုတော့ရဟန်းဘဝနဲ့လည်းလှုပ်ကြွေးကောင်းတယ်ငါလူမထွက်တော့ပါဘူးငါမိဘနှစ်ပါးကိုငါလက်သုံးတော်သပိတ်နဲ့ဆွန့်ခံကြွေးမယ်ဆိုပြီးတော့သပိတ်ကလေးပိုက်ပြီးတော့ထွက်လာတော့ပေါ့သာဝတိမြို့အစရောက်တော့ဒကမတယောက်ကယာဟုတွေအပြည့်လောင်သပိတ်ကြီးပြည့်သပိတ်ပိုက်ပြီးစိုက်နဲ့ကြွလာလိုက်တာတထေးကြီးကတော်ကြီးကလည်းခွက်ကလေးတစ်လုံးစီကိုင်းတုတ်ကလေးတစ်ချောင်းစီနဲ့ကုန်းနဲ့တောင်းစားနေတဲ့အခိုက်မြင်မိကိုတော်လေးဟာဖယားငါမိဘနှစ်ပါးများဖြစ်နေလိမ့်မလားအိုးငါမိဘနှစ်ပါးတော့မဟုတ်တော့ပါဘူးတထေးဘဝကကြတဲ့တတောင်းစမတတောင်းစားဒီလောက်ထိအောင်လို့စုပ်ပြတ်ဖြစ်နိုင်မထင်ပါဘူးအလေတိုးတော်တဲ့မိဘနှစ်ပါးဟုတ်မဟုတ်ငါအကဲခတ်အောင်မှာပါပဲလို့သပိတ်ကလေးပိုက်ပြီးတော့ခြေစုံရက်ကြည့်ရက်တော့မခတ်ဘူးထေးကြီးတထေးကတော်ကြီးတတောင်းသားလည်းမရစကားပြောကြတထေးကြီးဘာတော့တထေးကတော်ကြီးတော့ဒီကနေ့ထမင်းစားပြီဗလားအေးပြီးပါပြီကွယ်ပြီးပါပြီဟင်မဟုတ်ပါဘူးတော့ထမင်းစားရင်ကျုပ်မြင်မှာပေါ့ကျုပ်လိမ့်မည်တထေးကြီးကျုပ်ကိုတော့လိမ့်မည်တထေးကြီးဘဝတုန်းကမှလိမ့်တဲ့စကားတွေမပြောပါပဲနဲ့အခုတောင်းစားလေးဘဝကြမှာလိမ့်သလားကျုပ်လေတော်တဲ့အတူတူနေပြီးတော့လာတာတော်စားရင်ကျုပ်မြင်မှာပေါ့ဟုတ်သေးပါဘူးတော်ဒီမဲ့ကျုပ်ခွတ်ထဲမှာအပြည့်ရော့တော်ဝအောင်စားတော်စားပြီးမှကျုပ်စားမရစေဟောဒီจิตသားရုံနုလေးတော်ဝလို့ရမှာပါတော်ရော့စားမဟုတ်ပါဘူးကွယ်ငါစားပြီးပါပြီမင်းသာဝအောင်စားမဟုတ်တာတော်ကြီးလို့မပြောပါနဲ့ကျုပ်လေပတ်စံရှိတဲ့တထေးကတော်ကြီးဘဝနဲ့တိုက်ကြီးပေါ်နေစဉ်အခါတုန်းကမှလက်အရင်ကျုံမစားပဲနဲ့တော့အရင်ကျွေးပြီးမှကျုံစားတဲ့မဟုတ်လားတထေးကြီးရဲ့ခုတောင်းစားဘဝရောက်ခါမှကျုံရတာကျုံဝအောင်စားလို့တော်ပါမလားတထေးကြီးလို့တော်ဝအောင်စားတော်စားပြီးမှကျုံစားမရစေနဲ့ပြောရင်ဆိုရင်မျက်နာကလေးကသားဖက်အရောက်လှမ်းကြည့်လိုက်တော့ဟောအထေးကြီးကိုမကိုရောလေးမဟုတ်လားတော့အေးကွယ်တထေးကတော်ကြီးဘဝတုန်းကလိုလောင်းနိုင်လှူနိုင်လိမ့်မယ်ထင်လို့ဆွမ်းရတာနဲ့တူပါရဲ့ကတော်စွန်းလောင်းလိုက်ပါကွယ်လို့တထေးကြီးပြောတော့အတိစ္စထာဗန္ဒေအတိစ္စထာဗန္ဒေပါဗျာဗန္ဒေနိဗ္ဗာန်လမ်းကြောင်းကောင်းစွာညွှန်ပြတော်မူရ၏တပည့်တော်တို့စိတ်ပြုတဲ့ဒါနကမျိုးစေ့တပည့်တော်တို့လူရတဲ့ဒါနကမျိုးစေ့အရှင်ဘုရားတို့အလှူခံကလေတာမြေကောင်းတစ်ဖွဲမို့အတိအပင်ဖြစ်ထုံပြီးတော့စားနိုင်တောင်းနိုင်အောင်ကျေးဇူးပြုတော်မူတတ်တဲ့အရှင်မြတ်တို့ဗျာဟုတ်ပါဗျာတပည့်တော်တို့အရင်ကတထေးကတော်ကြီးဘဝတုန်းကတော့တန်ခါတရားတစ်ထောင်လုံးနဲ့လူနိုင်ခဲ့ပြီမဲ့လို့အခုဗျာတပည့်တော်မတို့ရုပ်ပန်းတောင်းမလဲတောင်းစားနေရပါသဖြင့်လူစရာတော့ရှိပါ၏ဗျာထမင်းတို့လည်းဟောဒီအယိုးတွေပါဗျာမသိတော့မလျောကံမှာသဖြင့်အတိစ္စထဗန္နေတတိယတို့မကြော်ပြီးတော့တော်ရအိမ်တို့ရပ်တော်မူပါကရောဆုံးပါဗျာလောက်စရာမရှိလို့ကရောဆုံးပါဗျာလောက်စရာမရှိတော့တဲ့အရှင်ဘုရားတို့လည်းမသိတော်လို့ကတော်ဆုံးပါဗျာလို့ဆိုလိုက်တော့ကုတော်လေးမြတ်တောင်မခတ်ဖဲကြည်နေရမှမျက်ရည်ဥလေးတွေကြာလာတပိတ်ဖုံးမောမျက်ရည်တွေရွှဲလို့အော်ငါမိဘနှစ်ပါး
တောင်းစားဘဝကြောက်နေတာဟုတ်ပါဘူးလားချီစားသမီးပါနှစ်ပါးငါရောက်ဒုက္ခရောက်ကုန်ကြပြီငါပြစ်ထားတဲ့လူမိဘနှစ်ပါးတောင်းတာဖြစ်ရတာပါလားငါအမေပြောတဲ့ကငါနားလေကမထွက်ပါဘူးတာရဲ့တမီနောက်ထုတ်ကြောကမရှိဘူးတာရဲ့ဒီစရင်ဒီအင်းတွေဘယ်သူကြိုင်မတုံးဒီပစ္စည်းတွေဘယ်သူသုံးမတုံးနဲ့အမေပြောတဲ့စကားတွေငါနားလေကမထွက်ဘူးအမေတို့လည်းဆရာဒုဝရအရွယ်ကိုရောက်နေလို့အသက်ရှင်မဟုတ်ပါဘူးလို့အမေပြောတဲ့စကားတွေလည်းနားလေကမထွက်ဘူးတတော်ငါဒီဘဝလိမ့်ပါမယ်ကိုပဲရတာမိဘနှစ်ပါးဒုက္ခဖြစ်အောင်လုပ်လို့နဲ့တူရဲ့မင်းဒီဘဝလိမ့်ပါမယ်ဖို့ရလိုက်တဲ့ပုဂ္ဂိုလ်ဟုတ်မထင်ပါဘူးရဲ့လို့ဝိသုဒ္ဓဟာခောမဟာမောဘုဝိမဆောင်တုဝေဇနာယသတိကပလာဓာနိအဟောဒုက္ခံကုဏလယလို့တကြူကြူငိုကြွေးလို့မဆောင်တရားပန်းကိုစေသုံးဝဲလျော်ငိုင်းဟန်းတော်ကလေးဤဒုဝေဒနာမြင်းမုံပေလူပုံပြူနိုင်ဆိုနှုတ်ဆောင်မိပါအိုတို့သည်ဘဝေကုပိပြမွေရှင်သထေရလိုဝဲနေခြင်းညာကိုရှိအခါလာမဟာဘောရှင်မငွေမဟုတ်တုံးဖြိုသည်ကအလွန်လေးချောင်းသာကြွယ်ဝရာကုန်သည်ဖြစ်၍ဝိတုဒ္ဓခောဝိတုဒ္ဓအေဟေဝမြို့ပေါ်နေပေါ်ဟိုဟိုကြော်ရကုန်သည်သာသည်တာရီဣဒါရီယခုလိုတွေ့ရသောခါကာလ၌ကမ္ဘာနာမျက်နှာညှို့ညွတ်ခိုးစရာမမြင်ပူပင်ထံပြုံးအားထားစရာကင်းကြကုန်လေရာဇတိအသက်အတွေ့ကြောင့်အစစ်ကူမငယ်အားနိုင်မှုတောင်းစားရလေကိုဤခုနလည်းငွေကြွေးကိုကျေစုကုန်ဤတရားနှစ်ဖြာလုံးမိပါအိုတို့သည်အဟောဒုက္ခဩဆေးရလေကုန်တော့ရကအဟောဒုက္ခကြီးရကိုဆံဝကြွယ်၍လောင်းလဲတွင်ခုမကြွလိုက်မှုသုတ္တမြတ်ဒုက္ခတရားဟာတွေကြောင့်ဒုက္ခများရရလေကုန်စွာတကာငါမိဘတပါးရောက်ငါကြောင့်ဒုက္ခဖြစ်ရတာပါလားနဲ့မကြွနိုင်ပဲနဲ့တကားကြီးတက္ကမကြီးလို့လည်းတခုံးမခေါ်ပြဘူးအဖေလို့အမေလို့လည်းမခေါ်အားနိုင်ရှာဘူးအန်သွားတွေကျိုးမတက်ကြိတ်လို့ဒါပဲဖုံးမမျက်ရည်တွေပြည့်ရှမ်းပြီးတော့မတ်တရက်လျက်တာမကြွပဲနေတော့ဟေးတထေးကတော်ကြီးခုတည်းထိတထေးကြီးတထေးကတော်ကြီးကလည်းမဖြောက်ဘူးအခေါ်ကကိုတော်လေးကနားလေးလို့နဲ့တူပါရဲ့ကွယ်ထပ်ပြီးကတော်စွန်းလောင်လိုက်ပါဦးဒီတော့မှတထေးကတော်ကြီးကအတိတ်စထပါလေအတိတ်စထပါလေပါဗျာမလောင်းနိုင်ပါဘူးဗျာလောင်းနိုင်မရှိပါဘူးကြွတော်မူပါဗျာသုံးကြိတ်တိုင်းတိုင်းကတော်ဆုံးဆိုလို့လည်းမကြွတော့တထေးကြီးနားလေလို့တော့ဟုတ်မထင်ပါဘူးတော့ကျွတ်တို့သားလေးများမသေးလို့မျက်စိလဲလာပြီသလားတော့ကြည်စမ်းမအောင်တော့ကျွတ်တို့သားလေးများဖြစ်နေမလားလေခိုင်းလိုက်တော့တထေးကြီးတဖြည်းဖြည်းတောက်မွေးလေးထောက်ပြီးတော့ရှောက်အလားသားနဲ့လေးငလှမ်းအလိုလောက်ရောက်တော့ဖယားဒုက္ခဟဲငါသားလေးများဖြစ်နေမလား
ဟုတ်ပါလေတားနေပါပဲလူကလေးမခေါ်ရဘူးဟုတ်ရဲ့တော်ရဲ့မဟုတ်ဖဲနဲ့မြန်သားခေါ်လိုက်ရင်တတောင်းစားကြီးကငါသားခေါ်ရမလားလို့လက်သုံးတော့သပင်းကိုဒီနေမြန်ခုတ်လိုက်ဒီမလားဝိဖုံးထင်တော့မသေးနဲ့ကျွတ်တို့လက်သုံးတော့အခမသိသူ့အားကိုးရတာဟာရှင်းရှင်းပြောရတာသပိတ်နဲ့ကိုရောနာရောင်တိရောင်ချတော့တောလို့တောင်လို့မလုံးနဲ့အဲ့ဒါခုတ်เสียကတော့သပိတ်ဖုံးတစ်ခုပါအဲ့ဒါကျွတ်တို့လက်နဲ့ဒါကြောင့်ဟိုကကြည်စမ်းတရားနာပြိတ္တာသပိတ်ဖုံးကြီးနဲ့မြန်ခုတ်လိုက်လေမလားခြေတော့နဲ့မြန်ကန်လိုက်လေမလားနဲ့မခွန်ရဲဘူးလူကလေးဘာခေါ်မှမဖြစ်ဘူးခေါ်မှဖြစ်ဖဲနဲ့တာအပါကပ်ပြီးတော့တရားနာပြိတ္တာစီစီဆက်ဆက်ကြည့်လိုက်တော့ပါဟုတ်ပါပြီလူစိမ်းသားကြီးနဲ့ဆိုပြီးတော့တအားဝင်ဖက်လိုက်တော့သပိတ်ဖုံးပေါ်ကမျက်ရည်တွေကသူ့ဘက်လျှော့ကြဟင်ရေလားပါလေတော့မျက်ရည်တွေသူ့ဘက်ရောက်လာတော့ဟောကြည်စမ်းပါဗျာမင်းငိုးနေတယ်ရေတွေမှတ်တယ်လက်စတတ်တော့မျက်ရည်တွေပါလားဟင်မင်းငိုးနေတယ်ငိုရမယ်ပေါ့ငိုရမယ်ပေါ့တာရဲ့မင်းလည်းပါမျက်ရည်ကြောက်လို့တဲ့သားမင်းမငိုဝဲလို့ရမလားတာရဲ့မငိုဝဲလို့ရမလားဟိုမိဘတပါတော်လာဖြစ်အောင်လုပ်သွားတဲ့သားကြီးမြည်ရထမင်းကြအောင်လုပ်သွားတဲ့သားကြီးဒီမှာကြည့်လေတော်လာကြီးရဲ့မျက်နှာကိုမင်းအားရအောင်ကြည့်လူစိမ်းသားကြီးဟိုမှာမင်းအမေတော်လာကြီးကြည့်လိုက်ပါအောင်အဲ့ဒီအစုပ်ထမင်းအစုပ်နဲ့ခွက်ကလေးကိုင်းပြီးတော့တုတ်တဲ့ချောင်းစီနဲ့တောက်စားရတဲ့တော်လာလေးမရမမြင်ဘူးလို့လာကြည့်သလားဆလူစိမ်းကားကြီးရဲ့မမြင်ဘူးလို့ဟောဒီသရောင်းသားတွေလာကြည့်သလားရှင်းစလိုက်တာဗျာတင်ငါဝတ်တဲ့လေးကစပြီးတော့တစ်ခေါက်မှပြန်မရောက်ဘူးမိမနှစ်ပါးကတော့မျက်ရည်ရေလို့သုံးပြီးတော့ဒုက္ခရောက်ပြီးတော့လာခဲ့ရတာရဲ့ဟိုမှာမေကိုကြည့်ပါဦးတာရဲ့ဟဲ့တထေကတော့ကြီးတထေကတော့ကြီးဟောဒီမှာမင်းသားကွယ်လို့လည်းပြောလိုက်ပါလေရောတရားနာပိဋကကြီးကိုလာလွယ်ခဲ့တဲ့မိခင်ဆိုတော့ပူဆူးရှာတော့ပေါ့ဒါနဲ့တအားပြေးလာကာယနဲ့ထမင်းကွယ်လက်ကကိုင်းတောင်းငွေကြီးထောက်လို့တထေကြီးကလည်းတရားနာပိဋကတထေကတော့ကြီးမရောက်ခင်သားကလေးပွေရင်လျှောပြီးတော့တဖြည်းဖြည်းလဲသွားတဲ့ခွေလေးသားချစ်ရင်ထူပေါ်လည်းမရဘူးအဖေပြောနေတဲ့အထိစကားတလုံးမှစကားပြန်မရဘူးအငွားကကျိုးမတက်ကြိတ်ချာသူ့လည်းဝင်နေအသက်ကြီးမတက်ခံစားရလုံးလို့တထေကြီးကချီရင်ခွေကလေးလဲတထေကတော့ကြီးကရှောက်လာလိုက်တာသားနဲ့လာရင်ကတောင်ခွေကချီတောင်နှစ်ချောင်းနဲ့ကလန်းခွတ်ထူမောက်ရလေကုံတော့ထမင်းခွက်ကလိမ့်သွားဟောကုံမာပြီတော့တထေကြီးကျုပ်ကျွေးလုံးကတော့စားဆိုတာမစားလို့မရှိတော့ဘူးတော့ဒီနေ့တနတ်စာကျွတ်တော့ဘယ်လိုကျွေးမလို့ဒီနိုင်ငံလေးနဲ့ရှောက်တောင်းတော့လေထမင်းရခြင်းဟုတ်တော့ပါဘူးတထေကြီးကျွတ်တော့မနဲ့စားငါပြီးညနေမှာတောင်းပြီးတော့ပေါင်းစားရတော့မှာပဲကျုပ်လေဟောဒီဖုံလွတ်တာလေးတော့လက်ခုနဲ့ကျုံကျွေးမယ်လားလေစားလေတထေကြီးဟောခေါ်လို့လည်းမထူးတော့ဘယ်လိုဖြစ်နေတာတော့တထေကြီးထူးဟိုကဘယ်ထူးမလို့လဲ
လောက်မှလှုပ်တော့ပဲအဲ့ဒီတင်လေးဘက်ကလေးထောင်းပြီးတော့ရှောက်သွားလိုက်တထေးကြီးအပါရောက်ဟုတ်တော့ခလုတ်တိုက်ရှာပြီးထင်ရဲ့တထေးကြီးတော့ခလုတ်တိုက်လို့လဲသလားဘယ်လိုဖြစ်တာလို့တော့မဟုတ်ပါဘူးကွယ်မော့ကြည့်စမ်းလေလူတိုင်းကဒီကိုမော့ကြည့်ပါဦးတထေးကတော့ကြီးရဲ့အဲ့ဒါလို့ပြောတော့တထေးကတော့ကြီးမော့ကြည့်လိုက်ဝါဝါလေးအမြင်ဟာတော့ခုနကတော့သားနဲ့ဘာပြောလိုက်တာတော့မဲ့နဲ့ကွယ်အမေ့မြန်လိုက်တာတို့လေညော်တော်စိုးနဲ့မောနေရတဲ့သားကြီးကဟောလားကွယ်ဟောလားမင်းသားကြီးအဲ့ဒါလို့လဲပြောလိုက်ရောဗျတထေးကတော့ကြီးသင်္ကန်းစာကလေးဆွဲပြီးခြေကလုံးကဖက်ပြီးတဖြည်းဖြည်းမတ်တရကြည့်လိုက်ဟင်ပစကြီးဟာလို့မြေရီတွေကလည်းကြည်စားမောင်းတွေ့ကြလို့တာကြီးဟုတ်ပါပြီတော့ကျုပ်သားကြီးပါပဲလူစိမ်းသားကြီးအမေမေရဆက်ပြစ်သွားလို့အမေတို့ဒုက္ခရောက်ပြီးသားရဲ့ငါသားကိုအမေအတန်တန်တားပါစရကနဲ့ထွက်ပြီးတော့သွားလိုက်တာစနေနေ့တိုင်တိုင်တောင်နေရပါပဲရဲ့တာရဲ့တခါလုံးရကြွလာရင်အမေတို့တလောက်ဒုက္ခမရောက်ပါဘူးအခုတော့ရှိသမျှပစ္စည်းတွေရွှေတွေမျိုးတွေကခြေချငါးချပြန်မဆက်ကြနဲ့အစီကချွေရတွေကခိုးကြဖွက်ကြနဲ့ပစ္စည်းတွေကုန်တဲ့နောက်ဆုံးအမေတို့နေတဲ့တိုက်ကြီးပေါင်စားရတယ်တာရဲ့ခုတော့တာရဲ့တိုက်ပေါ်ကနေချလို့အမေတို့ဆင်းရပြီတာရဲ့ဟိုမလေးတော့တန်းနေကြတဲ့တိုက်ကြီးအဲ့ဒီတိုက်ကြီးပေါ့ငါသားထွက်သွားတဲ့နေကစပ်ပြီးတော့အမေကတော့မျက်ရည်စားနဲ့မိုးကလေးညညို့လိုက်အရှိကကြွလာမလို့တောင်ရကကြွလာမလို့နဲ့အမေမျောခဲ့ပြီမလို့ငါသားကြီးပေါ်မလာဘူးခုတော့လေလာမလို့ဆွမ်းတဲ့ထမမကန်နိုင်တဲ့ဘဝတတောင်းစားတောင်းစမကြီးဘဝရောက်ခမလာရပါပဲရဲ့အမေတို့ငါယုံနေမကခွက်ထဲကတောင်းလာတာလေးလည်းမရှိတော့လို့မင်းမာကြီးကလည်းငတ်တော့တာရမရှိတော့ဘူးမကျွေးနိုင်တဲ့ဘဝကြမှာလာရပါပြီရဲ့အမေတို့ဒုက္ခရအောင်လို့အမေတို့မျက်ရည်ဖြည်းဖြည်းကျခဲ့ပြီးသားရဲ့လေတမောရဲ့မှတလေလူလေးရဲ့တာကြီးလူလေးမကြီးမုံကြီးကလေးရောစီငိုကကြီးပါလို့ဒီမျက်ရည်မင်းအမေတို့မြေကြပြီးတော့ညောင်းခဲ့ရပြီမလို့ငါသားကြီးပေါ်မလာပါဘူးသင်္ကန်းဝတ်သွားရင်ဝါဝါလေးမြေအောင်မှဆိုပြီးတော့ခွင့်ပြုလိုက်တာတာရဲ့ကလေးတို့ထိမင်းတခုံမှမရောက်ခဲ့ပါဘူးမြေရင်မကြရဘူးလို့အောက်မေတော့လဲအခုတော့အမေတို့မြေရည်ချောင်းစေးပါဘောလာရဲ့လို့မမီကရင်မြေရည်ရောစီငိုကကြီးပါလို့ဒီမြေခွေရင်ကနောင်သားမောင်ကိုလွန်ဟုနာလေပြမမကြီးဆမပြမမကြီးလူကလေးမလေးအမေရဲ့ချက်ခွေပြီးတော့တရားကြီးရဲ့လေဘာတဲ့ဝေးရင်လို့ကြီးအမေပြရပါဘောခွေရဖြစ်မရှိမှုဘေးကြီးအောင်မဘေးကြီးအောင်မငိုနေတာမိန်းမကြီးကျုပ်ကယောက်ျားကဖြစ်ဟုတ်တယ်ဗျမိန်းမဆိုတော့အတွန့်နဲ့အတက်နဲ့ငိုရပါဘူးရှားရှိတယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့ရှည်ကြအောင်ဆိုခွေရဖြစ်မရှိမှုဘေးကြီးအောင်မဒီတိုင်းလာမှာကိုဗျဘေးကြီးအောင်မအမေဒီတိုင်းလာမှာငိုပုံများမိမငိုတာတလောက်ဆိုသိပါပြီခင်ဗျားတို့ကြားဘူးတဲ့အတိုင်းပေါ့ကဲတရားနာပြိဿမျက်ရည်တွေဖြိုင်ဖြိုင်ကျပြီးတော့ငိုလိုက်ကြတာကဲမိခင်ဖခင်တို့
မငိုကြပါနဲ့တော့သားရောက်လာမှတော့အငိုတိတ်ကြတော့ဒီကလေးကစပြီးတော့ဟောဒီခွက်ကန်ပြီးမတောင်းရရတော့ဘူးတတောင်းစားဘဝမှာလွတ်မြောက်ပြီလို့သာအောက်မေ့တော့သားကြီးဘယ်လိုပြောလိုက်တယ်အမေတို့တတောင်းစားဘဝလွတ်အောင်ဘယ်သူကကြွေးမှတုံးသားရဲ့သားဟောဒီတပိတ်နဲ့ဆုံးခံကြွေးပါပေါ့ဟင်အမေတို့တော့မတောင်းရဘူးမင်းကတောင်းကြွေးမယ်ပေါ့ထူပါဘူးတတောင်းစားသားဆိုတော့အကုန်ရောသွန်းလိုက်တော့တာသားကြီးအမေတို့တတောင်းစားဘဝမှာလွတ်မြောက်အောင်ထားလို့မင်းမတောင်းစားမယ်ပေါ့သားရဲ့မင်းအတွက်အမေရတဲ့မအေးပါဘူးတန်ကအချင်းချင်းကမေးလို့ကိုတော့မိပါဘယ်မလဲဆိုရင်လေဟောဒီကတောင်းစားမှကြီးလက်ညှိုးထိုးပြရတော့မယ်ဘဝသားရဲ့ဒီဘဝကြီးရောက်ခမလာရဲ့ပါပဲရဲ့လွတ်အောင်ကြွအောင်ယုံပြီးတော့ငါသားကြီးအမေတို့ပုံမဲ့ပုံသေးပြီးအထီပုံလိုက်ပါတော့အခုတော့မိဘနှစ်ပါးမှသိရတဲ့နဲ့သရောင်းစားကြီးတွေနာကပ်ပြီးမင်းလာတာကိုသွားတော့တေကဖြတ်တော့သားကြီးသွားတော့မနေနဲ့စုခမကျွေးနဲ့အမေတို့ဘဝနဲ့အမေတို့ရှိပါစေတော့အမေတို့ကသေတော့မှာပါသားရဲ့အမေတို့အသက်အရွယ်ကသေဖို့ကလွယ်လို့ဘာမှမရှိတော့ပါဘူးဟာဒီအညွတ်တက်နေတဲ့ငါသားလေးဒါတော့ရဲ့သားဆိုတာလူစီမခံနဲ့အဖြစ်မခံနဲ့သွားတော့လွတ်ရဖို့သွားတော့အမေတို့ကိုထပ်ပြခင်မကလားလေအမေတို့ကိုသေကဖြတ်စစ်ပါတော့သားရဲ့လို့ဆိုတော့အမေဒီလိုမပြောလိုက်ပါနဲ့အမေတို့သရောင်းစားဘဝရောက်တာကြုတ်ကြောင်းသရောင်းစားဘဝရောက်တဲ့မိဘတတောင်းစားသားလို့ဆဲကားရခေါ်ရစီတော့ကျုပ်ဆုခံကျွေးမယ်ဟောဒီလေသုံးတော်သဘိနဲ့ဆုခံကျွေးမယ်မိဘနှစ်ပါးဒီထဲမှာလေဇာကုတွေအပြည့်ပါပါတယ်လာကြဆိုပြီးတော့မိဘနှစ်ပါးတစ်ပိတ်ခေါ်ပြီးတော့ဇာကုတွေကျွေးတော့မိဘနှစ်ပါးကြောင့်မှသူစားမိဘနှစ်ပါးမကြရင်သူ့အတွက်ဆုံးခံလို့ရရင်မရရင်ဆုံးစီကလေးတွေရေနဲ့ဖြော်တော့ဒီလိုနဲ့မိဘနှစ်ပါးအရင်ကျွေးပြီးတော့လာလိုက်တာမဝတစ်ချက်ပေါ့လေမိဘနှစ်ပါးသရောင်းစားဖြစ်လို့စိတ်မကောင်းတာကတခြားသူ့အတွက်တစ်ခါဆုံးခံမရလို့မဝတာကတခြားစိတ်ကိုကမကောင်းလို့ဆုံးနေရှိပါလေရဲ့ကနေစားမဝင်တာကတခြားနဲ့အယိုးပေါ်အရေးတဲ့ဥပရိယုတ်ပြဲပြီးတော့ကြွေကြတော့မှဖိတ်ရကြီးရင့်ပြီးတော့ဝါနေတဲ့ကဲ့သို့ကိုတော်လေးတော်ဒုက္ခရောက်ဥပရိယုတ်ကလည်းပြက်လာပြီဒီထဲဘေးကကိုတော်တွေနဲ့တွေ့တာမို့လေငါရှင်သင်ကြည့်ရတာဥပရိယုတ်ကတဲပြက်တယ်သင်ဒီမကောင်းမှုထင်တယ်မလာပါဗျာတပည့်တော်လူနေကောင်းတယ်စိတ်နေမကောင်းဘူးဗျာစိတ်နေမကောင်းဘူးသင်ဘာဖြစ်လို့စိတ်နေမကောင်းတာလို့တပည့်တော်မိဘနှစ်ပါးတတောင်းစားဖြစ်နေလို့မလာပါဗျာတပည့်တော်တောင်းကျွေးနေရတယ်ဗျာဆုံးခံကျွေးရတယ်ပြောစမ်းပါတတောင်းစားသားပဲဗျာထောင်းစားလို့တောင်းရပါပြီဗျာတပည့်တော်တယောက်စာဆုံးခံရုံနဲ့မဟုတ်မိဘနှစ်ပါးအတွက်ပါဝါအောင်ဆုံးခံရပါသဖြင့်တတောင်းစားရဲ့သားပါဗျာတတောင်းစားရဲ့သားပါဗျာတပည့်တော်ရဲ့တောင်းစားနေရပါပြီဗျာလို့ရှောက်လိုက်တော့ကိုတော်များတနာမယ်အောင်မိတ်တော်တာပေါ့လေတင်ကဘယ်နဲ့ပြသံဃာကိုကြီးမှန်းပြီးလူတန်းနဲ့ဆန်တင်အခုလူအိုတွေလှုပ်ကြွေးနေတယ်ပေါ့လေတက်တော်တာပေါ့သင်ဒီတိုင်း
တိုင်းမထားဘူးလာဘုရားထောင်လိုက်ခဲ့မဟုတ်တာလုပ်တဲ့ကူတော့ကြားကြောက်လို့ရှင်ကြီးကိုဖြစ်သွားအတော်ဆိုးတဲ့ကူတော်ကြီးသူတို့မေးမရှိဘဲနဲ့သေခေါင်းကပေါက်တဲ့အတိုင်းမိဘလှုပ်ကြွေးပါတယ်ဆိုမှကြေရကြေချောင်းကောင်းရကောင်းချောင်းမပြောဘူးဇွတ်ဆွဲခေါ်မလုပ်ပါနဲ့ဘုရားတီးတော့ဘုရားကိုယ်တော်မြတ်ကြီးထမ်းမလိုက်ပါရစေနဲ့တီးတော့ကြောက်ပါလေဗျာဘာခုမှကြောက်မဟုတ်တာကြီးလုပ်လာကိုယ်တော်လိုက်ခဲ့ဆွဲခေါ်သွားလူလိုဆိုဘုရားသွားတိုက်ကြတာပေါ့လေကျုပ်ပြောခဲ့တာအဲ့ဒါပေါ့ဗျဂရုံးချင်းတိုက်လို့ဂရုံးကြိုက်ချင်ဟုတ်တယ်ဂရုံးကြိုက်လူစကားမှနဲ့ဘုန်းကြီးစကားချုပ်မိမတွေကိုယ်စကားလည်းမဟုတ်ဘဲနဲ့အရာတဲ့သုံးနဲ့ညိနေအေးဂရုံးကြိုက်တယ်တိတ်မသုံးနဲ့မူပိုင်ရေးစစ်စရီလှုပ်ပြလိုက်လို့နောက်မသုံးပါပဲနေဦးကိုင်းကြည့်ဇွတ်ဆွဲခေါ်တော့ဘုရားထံရောက်ကိုတော်လေးဘက်ကပရိသတ်ကတစ်ဖက်ပေါ့အတိုက်ခံဘက်ကတစ်ဖက်ပေါ့ကိုတော်လေးဘက်ကပရိသတ်ကတစ်ဖက်ဥပဒေဆုံးဖြတ်ချက်ကြီးနာခံညလို့ယုံကြည်ကနာစိုက်ကားတွေမြင်းလှဲတွေကားတွေပိတ်နေတယ်လို့ပေါ့ဗျာအေးတော့မှန်နော်မစီရင်းတဲ့နေရာလူစီရင်သိမ့်မကောင်းမစီရင်းတဲ့နေရာဆိုတာဘယ်နေရာတော့သင်္ချိုင်းလူမစီကောင်းသင်္ချိုင်းသုတ်တံပေါ့ဗျာလူမစီကောင်းဆေးရုံလူမစီကောင်းယုံကြည်ကနာလူမစီကောင်းမစီကောင်းတဲ့နေရာစီးလာလို့ရှိရင်လူရုံမာတွေလူရုံမာတွေပေါ်တယ်ဆိုတော့ထင်ရှားဒါကြောင့်ဒီလူရုံမာတွေပါပါစေတော့ဆိုပြီးတော့ယုံနေဂတ်တီထောင်နေထားကိုလည်းပဲလူတွေကယုံမာတဲ့စိတ်များတော့လည်းမစီတဲ့နေရာကြီးစီးကုန်နေကြတယ်ကြည့်တရားနာပြိဿအခုလည်းအဲ့ဒီယုံကြည်ကနာစီရင်ချက်ချတယ်လို့ဒါကတော့ကောင်းသောတရားနာရမှာပဲဆိုပြီးဥပဒေဆုံးဖြတ်ချက်ကြီးနာခံညင်ကြလို့ဟိုမှာကြည့်ပြိဿကြီးကိုတော်လေးဘက်ကပြိဿနဲ့အာကိုတော်လေးဘက်ကပြိဿနဲ့ဒီလိုဝိုင်းအောင်ပြီးတော့ရောက်နေကြတဲ့အခိုက်အတန့်ဘုရားကိုတော်မြတ်ကဟဲ့ရှင်းသားတို့သင်တို့ဘယ်နဲ့ကြောင့်အလိုမရှိတဲ့ဟန်ခေါ်ခဲ့ကြလို့မလာပါဒီဟန်သံဃာကိုကြီးမှန်းပြီးလူသားနဲ့ဆောင်းကိုလူအိုတွေလှုပ်ကြွေးပါဗျာဟဲ့ရှင်းသားဟုတ်သလားမလာပါဗျာတပည့်တော်မိဘနှစ်ပါးပါဗျာရှင်းသားတို့သင်တို့တင်အပြစ်တင်စောပါလားမိဘဆိုပါလားရှင်းသားတို့မိဘလုံကျွေးတယ်ဆိုတာတာမန်ပုဂ္ဂိုလ်မဆိုထားနဲ့ငါဖျားတော်မှနတ်ပြည်တက်ပြီးမေတော်မိနတာအဘိဓမ္မာခေါ်ယူကျေးဇူးဆက်ခဲ့သေးတယ်ငါဖျားနဲ့တကိုင်းနဲ့ပြတဲ့မိဘရှေးသူတော်ကောင်းတွေလည်းဒီလိုလုံကျွေးခဲ့တာပဲငါဖယားအလောင်းတော်ကြီးပြီးသူ့ဝဏ္ဏရှံဖြစ်စဉ်အခါတုန်းကမိဘနှစ်ပါးဒီလိုလှုပ်ကြွေးခဲ့တဲ့ဟဲ့လို့ဟောသူ့ဝဏ္ဏသာမဇတ်တော်ကြီးကိုအစာဆုံးဟောတာဒီကိုယ်တော်လေးကြောင့်ပါဗျာဒီကိုယ်တော်လေးအကြောင်းပြုပြီးတော့ဒီဇတ်တော်ကြီးခမည်းတော်အခုထိနားလေရပါသည်ကိုယ်တော်လေးကျေးဇူးတင်ကြဒါကြောင့်သူ့ဝဏ္ဏသာမပြစ္ဆုတ်ပံဝတ္ထုလို့ဆိုရင်လည်းရပါကျမ်းဂန်နဲ့တော့မာတုပောဒကဘိက္ခုမိဘလှုပ်ကြွေးတဲ့ဟန်းလို့မြန်မာပြန်ဒီတိုင်းခေါ်ရခြေသာတော်လှုပ်ကြွေးကောင်းဟဲ့လို့သူ့ဝဏ္ဏသမဇတ်တော်ကြီးအစအဆုံးဟောလို့မိဘလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ကိုဒီဘဝမှာသူတော်ကောင်းတွေချိန်မွန်တာဟဲ့နောက်ဘဝမှာလည်းနတ်ပြည်ရောက်တဲ့ဟဲ့လို့ဥပဒေဆုံးဖြတ်ချက်ကြီးနဲ့ယောမတရံပိတရံဝဓမ္မဓမေနဘောဓတိဣရိဝရံပတံသံဝဟန္တိပစ္စတကေပမောဒတိပေကမှတ်တော့မိမလို့ကြွတဲ့လူဒီဘဝဘယ်သူချိန်မွန်းတော့သူတော်ကောင်းချိန်မွန်းတယ်နောက်ဘဝပဲရောက်တော့ဟိုတိုးလေးဖြေကြပါအိတ်တဲ့လူတွေလန့်လို့ပြောပါသေးတာလေသိဩမှာစိုးလို့ပိဿကြီးဒီဘဝဘယ်သူချိန်မွန်းတော့နောက်ဘဝပဲရောက်တော့ဟဲ့ငန်းကြီးများနှမများမိမလုံကျွေးတာဒီဘဝသူတော်ကောင်းချိန်မွန်းနောက်ဘဝနတ်ပြည်ရောက်တဲ့ဆိုကြတဲ့အကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဟဲ့ဒါကြပြီးလုံကျွေးတိုက်သလားမလုံကျွေးတိုက်ဘူးလားဟဲ့ဒါကြောင့်မိဘ
ကျွေးကြစေခြင်းလို့ကြည့်ကိုတော်လေးတရားနာပိဋကအဲ့ဒီကဲ့သို့လေးပါးတာရှိတဲ့တက္ကထာဟောလို့အဆုံးမှာဒိဋ္ဌိနဲ့ဝိသိကိစ္စကွာ၍ဒေသနာဝကနေသောတာပတ္တိဖလေပဋိဋ္ဌာဟိသောတာပတ္တိမက်ဖို့စကံဆိုင်ပြီးတော့အပေတကားပိတ်နိဗ္ဗာန်ရသွားတယ်ဆိုကြပါစို့ကိုတော်လေးဘာရသွားတော့ဆန္ဒနှစ်တိုင်တိုင်အာထုတ်တာနိဗ္ဗာန်ရရဲ့လားဟဲ့အခုဘာပြုလို့နိဗ္ဗာန်ရတယ်မိဘလှုပ်ကြွေးလို့နိဗ္ဗာန်ရတာဒါကလည်းမိဘလှုပ်ကြွေးတာကအကြောင်းပေါ့ဖယားတရားနာရလို့နိဗ္ဗာန်မဖို့ရသွားတယ်ဆိုတာအကျိုးပေါ့ဒါကြောင့်ဘယ်အလုပ်ကိစ္စဖြစ်ဖြစ်ကောင်းတဲ့အလုပ်မှန်သမျှသည်နိဗ္ဗာန်ရောက်စေနိုင်တဲ့အမိကောင်းဥပနိတယဖြစ်ကြသဖြင့်မိဘကိုလှုပ်ကြွေးကြဒါတိုက်တွန်းရပါမကောင်းဘူးလားပြိဿကြီးဒါကြောင့်တရားနာပြိဿသူတို့သားမိ၃ယောက်မလွမ်းဘူးလားပြိဿလွမ်းမေသည်သေးရဲ့လားမသေးဘဲနဲ့လွမ်းလို့ဒီကနေ့ဟောတဲ့တရားကဘာတရားလဲမသေးသောအလွမ်းငါရွာတရွာဒီဇတ်ထုတ်ဟောမလို့မသေးသောအလွမ်းဟောမယ်ဆိုတော့ကာလာသားလေးတွေကပြောတယ်ဟေးသမီးစားကွဲတဲ့ဇာလန်းနေပါကွာကျန်ညံဖောင်းမအတွေးချော်အခုမသေးဘဲနဲ့လွမ်းရတဲ့သားအမိ၃ယောက်ကိုမသေးသောအလွမ်းကိုကျုပ်ဟောပါတယ်ဗျာဒီလိုဥပဒေဆုံးဖြတ်ချက်ကြီးနားလိုက်ရတော့ရောက်လာတဲ့လူလူပရိသတ်ကြီးကတရားနာပရိသတ်ကြီးကိုတော်လေးလည်းတနာမိဘများလည်းဆင်းရဲတယ်ဆိုတော့အိုးကိုတော်လေးဘက်ကနိုင်သဟနဲ့ဩဘာပေးပြီးတော့ခေါင်းပေါင်းတွေဖြုတ်ပေးကြပဝါတွေပြစ်ပေးကြအင်းကြီးတွေချုပ်ပေးကြပဆိုးတွေအဲ့ဒါမလုပ်ပါနဲ့လေလက်ပနာကြီးတွေဖြုတ်ပေးကြရံပြောတာနော်အဲ့ဒီတုန်းကဒီလက်ပနာကြီးမျိုးရှိချင်မှရှိမှာဒါဒီခုခေတ်နဲ့မှန်းတော့ရတာပေါ့ဗျာအဲ့ဒါလိုလူလူပိဿပေးတဲ့ပစ္စည်းဘုံကြီးက3ထန်ကားကြီး5 6ဆင်းတိုက်လို့မကုန်နိုင်အောင်မိဘ2ပါးနဲ့ဆင်းရဲခြင်းမှလွတ်ကင်းလို့ကိုတော်လေးလည်းအပေတကားပိတ်နိဗ္ဗာန်ရပါတယ်ဗျာဒါကြောင့်လွန်းနဲ့ဆွေးတာငိုတာတွေဆိုတာတော့ကျုပ်ကဝါဒနာအတိုင်းတပုတ်တလေပါပါနေတယ်ကျုပ်ပေါ်ခွင့်လွတ်ကြဝါဒနာကြီးလိုက်ပုံတော့ခင်ဗျားတို့ပြောဦးသားနဲ့ရင်တော့ကဖုန်းကြီးပြန်တော့ငှားလိုက်စားတယ်ပြောမှုပါလေဘယ်လိုတောင်မျိုးမြုံတော့ဟိုသချင်းတောင်ကျုပ်ကာရိုးကောင်းလုံးငှားလိုက်စားတာကျုံမဟုတ်ပါဘူးကလေးတွေရေးပေးဟိုသချင်းလေးလေပါတယ်ရိုးရိုးချစ်တာထဲ့ဆိုတာလေအဲ့ဒါကျုပ်ကကာရိုးကောင်းလို့ဘုန်းကြီးပြန်သချင်းလုပ်ရေးတာနည်းနည်းလေးအစပြိုးသွားရအောင်ကျုပ်ကနှစ်ခင်ကဘုန်းကြီးပြန်ဟောရမှာအေလာမျိုးစမ်းတဲ့အငိမ့်နဲ့ချိတ်တဲ့ချိတ်ချင်တာနဲ့ချိတ်ကျုပ်တော့နှစ်ခင်ကတွန်းကြိတ်ခေါ်ရတော့မှာပဲအဲ့ဒီသချင်းကျုပ်ကဘုန်းကြီးပြန်သချင်းဖြစ်အောင်လုပ်ရေးပါလေထုံးဖယားအလောင်းကိုလားတောင်းတောင်းဖြာဖြာဥချတို့သူငါထူကြပြန်တော့ဒါပေါ့ဗျာဒါတော့သိပါရက်စဲလို့သာဒီမာရဏကြွရလေတော့လားကလိုက်တာမျိုးကျုပ်ကလေးတွေကိုယ်လို့မျက်စိနဲ့မြင်အောင်လာကြည့်ကျုပ်မကြည့်နဲ့ကျုပ်ကဘုံကြီးကလုံးကြီးနဲ့လှုပ်တာမဟုတ်ဘူးဟိုကလေးတွေကပုံမျက်စိနဲ့ဖမ်းကြည့်တကယ်ပင်အသေးထိတ်လို့စိတ်ကတော့မရှင်နိုင်မှာဘုံရခင်ရောက်မှဒူတန်းနဲ့အမဒီတိုင်းလာမှာဘူးမဟုတ်ဘူးဒူတန်းနဲ့မပါစီးမပြေဘူးရှားရှိတယ်လည်းမအောင်မနဲ့ရှည်တော့ရှည်နေတော်ပြီလက်မြောက်ပြရစီတော့ကဲဒီချိန်ဆိုရင်သင့်လျော်လောက်ပြီဗျဇက်လန်းကဏီကုန်းချုပ်ပါသဖြင့်ဆိုကြခဏလေးလောက်အောင်ပြီးတော့လှုပ်လှုပ်လာတော့မလုပ်ပါနဲ့တာရုခေါ်ပြီးမှပြန်ရင်အကောင်းဆုံးလူဟောတဲ့တရားပွဲလည်းမဟုတ်ပါဘူးတာရုခေါ်လက်အုပ်ချီရှိခိုးပြီးမှပြန်ကြတော့ကိုင်းဆိုသံတကဘာလုံးမှမြတ်တာသံဃာကိုစိတ်မြဲပါစေခမရတို့ပို့လိမ့်မယ်နော်အားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာရပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာရပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကိုအေးပင့်လျောက်တဲ့ရွှေဆံတော်မြတ်စွာဘုရားကုန်းတော်ပေါ်ဓာပေါင်းလာစို့2 ရက် 3 ရက်နေ့ကိုလည်းလာရောက်ပြီးတော့နာနိုင်ကြပါစေကိုင်အိမ်ပြန်ပို့ကြပါစို့ကိုင်အိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကမကြပဲအပြစ်တွေ့ကြလည်းရှင်းရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြည့်သည်ဒီသောမိမိတို့အင်္ဂါဌာနသို့
နိဝတ္တန်တို့သိခံရတာပြန်ရပြီတော့နိဝတ္တန်တို့မေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောရှိသရာဆွေကလျံပြီးကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း